ရွှေမြင့်မို့ပြိုမာဆိုးပါတယ်ဆိုတဲ့တရားကိုဟောကြားနာကြရအခုလောကမှာမိဘလှုပ်ကြွေးနေတဲ့သားသမီးတွေစောင့်ရှောက်နေတဲ့သားသမီးတွေမိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားတဲ့သားသမီးတွေမရှိဘူးလားအဲ့လိုမိဘနှစ်ပါးကိုပြုစုမယ်လှုပ်ကြွေးမယ်စောင့်ရှောက်မယ်မိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားမယ်ဆိုရင်ဟောဒီအကျိုးတရားတွေရတယ်လို့မြတ်စွာဘုရားကယောမတရံပိတရံဝါမေသောဓမ္မေနဘောဓတိယောမတရံပိတရံဝါမေသောဓမ္မေနဘောဓတိဣဒေဝနံပတံတန္တိပစ္စတကေပမောဒတိယောမေဇောမိဘကျေစုအထုတိတအကျင်ကဲ့သို့သောသားကောင်းသမီးများသည်မတရံဝါမြေမိုးတောင်ဝမကကျွသည်ကျေစုတော်ယံမမိခင်ကို၎င်းပိတရံဝါဂုံအနန္တော်ပြောရမပြီကျေစုကြည်လမွေအဖကို၎င်းဓမ္မေနမင်္ဂလာတရားမမမဆောင်လံကောင်းမကျော်တရားတော်နဲ့တယောသဖြင့်ဘောဓတိကျေစုကိုရင်ဆင်ញံထောက်တွေ့လှုပ်ကြွမွမြူလေ၏အခုလောကမှာမိဘလှုပ်ကြွေးနေတဲ့သားသမီးတွေစောင့်ရှောက်နေတဲ့သားသမီးတွေမိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားတဲ့သားသမီးတွေမရှိဘူးလားနန္ဒိုမိဘလှုပ်ကြွေးစိတ်ကောင်းမှုတဲ့သားသမီးကိုပန္တိတာလိမ္မာမြင်သိပညာရှိတို့သည်ပတံတန္တိဒီသားလေးတော်ပါပေ၏ဒီသမီးလေးတော်ပါပေ၏ဟုထူးထင်းမွန်းထုံချီးမွမ်း၍နေကြလေကုန်၏ဘုရုသားလေးများတော်လိုက်တာဟဲ့ဘုရုသမီးလေးများတော်လိုက်တာဟဲ့မိဘစကားနာတောင်ရှာတယ်မိဘကိုပြုစုရှာတယ်လှုပ်ကြွေးရှာတယ်မိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားရှာတယ်ဆိုပြီးတော့ပညာရှိပုဂ္ဂိုလ်တွေမချီးကျူးဘူးလားပညာရှိပုဂ္ဂိုလ်တွေလည်းချီးကျူးတယ်သူတော်ကောင်းတွေလည်းချီးကျူးတယ်မြတ်စွာဘုရားလည်းချီးကျူးတဲ့အလုပ်တွေဘာလုပ်လဲဆိုတော့မိဘလှုပ်ကြွေးတဲ့အလုပ်တဲ့ဘာလုပ်လဲသေတဲ့ခါကျတော့ပစ္စတွန်လောကဟိုနောက်ဘဝ၌လီတက္ကေဘုံတော်ရင်စီစဉ်မြမနာများတို့ပျော်ပါဆံရထဏရွာ၌ပမောတတိဝမ်းမြောင်ရှင်လမပင်ပန်းပဲချမ်းချမ်းသာသာမှုလျော်ရလေတော့တည်းမိဘလှုပ်ကြွေးတဲ့သားသမီးစောင့်ရှောက်တဲ့သားသမီးမိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားတဲ့သားသမီးကိုပညာရှိပုဂ္ဂိုလ်တွေချီးကျူးတယ်သူတော်ကောင်းတွေချီးကျူးတယ်မြတ်စွာဘုရားလည်းချီးကျူးတယ်သေတဲ့အခါနတ်ပြည်နတ်ရွာလာတဲ့သေဘေးနဲ့တွေ့ကြုံတော့လဲသေဘေးကလွတ်တယ်မလွတ်ဘူးလားသေဘေးနဲ့တွေ့ကြုံလို့အထုကိုတွေသမားတော်တွေဆရာဝန်တွေဒေါက်တာတွေကုလို့မရဘူးဆိုရင်နတ်မြတ်နတ်ကောင်းတွေကနတ်ဆေးနာဝနကုသပေးတယ်ဘေးမရအောင်ကာကွယ်စောင့်ရှောက်တယ်ပိစုပန်လောကမှာလောကီစီစဉ်ဥစ္စာယနာဖြာနဲ့ပြည့်စုံတယ်သေဘေးနဲ့တွေ့ကြုံတော့သေဘေးကလွတ်တယ်သေဘေးနဲ့တွေ့ကြုံလို့အထုကုတွေသမားတော်တွေဆရာဝန်တွေဒေါက်တာတွေကုလို့မရဘူးဆိုရင်နတ်မြတ်နတ်ကောင်းတွေကနတ်ဆေးနာဝနကုသပေးတယ်ဘယ်သူလဲသောနာတမသရတာဘယ်သူလဲသောနာတမသရတာမိဘနှစ်ပါးကိုမပြုစုဘူးလားမလှုပ်ကြွေးဘူးလားမဆောင်ရှာဘူးလားတနေ့သောအခါကျတော့မိကသမတမြေကမှာသမင်အုပ်စုနဲ့ရေကဆင်းရေကဆင်းလာတဲ့သောနာတမသရတာကိုဘိလိယခမင်းကြီးကမြင်တော့ရန်သူထင်ပြီးတော့အစိတ်လူးတဲ့မြားနဲ့ပြစ်တာဘယ်ဘက်နံပါတ်ကနေညာဘက်နံပါတ်ပေါက်ထွက်ပြီးတော့သွားတယ်အဲ့ဒါသေပြီးထင်တာနဲ့ဒုက္ခလနဲ့ပါရိကကိုသွားခေါ်ဒုက္ခလနဲ့ပါရိကရောက်လာပြီးတော့သားဖြစ်သူစမ်းကြည့်တော့ဩဒုသားလေးမသေးသေးဘူးမြားစိတ်တက်နေတာပဲသစ္စာပြုမှာပဲသစ္စာပြုမှာပဲဆိုပြီးတော့အဲ့ဒီနေရာမှာမိခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကစသစ္စာပြုဘယ်လိုသစ္စာပြုတယ်လဲဆိုတော့ဟောဒီသောအနာတမသရတတိမိဘနှစ်ပါးကိုပြုစုနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လှုပ်ကြွေးနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်စောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်
ဤသစ္စာစကားမှန်ကန်ပါကတက်နေတဲ့မြားသိသိကြပါစေသာလို့သစ္စာပြုလိုက်တာဘယ်ဘက်ဆောင်းသွားတယ်မိခင်ဖြစ်သူသစ္စာဆိုတဲ့ဘယ်ဘက်ဆောင်းသွားတယ်တက္ကဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်သစ္စာပြုတယ်ဟောဒီသောနာတမသရတတိမိဘနှစ်ပါးကိုပြုစုနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လှုပ်ကြွေးနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်စောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဤသစ္စာစကားမှန်ကန်ပါကတက်နေတဲ့မြားသိသိကြပါစေသာလို့သစ္စာပြုလိုက်တာညာဘက်ဆောင်းသွားတယ်မိခင်ဖြစ်သူသစ္စာဆိုတဲ့ဘက်ဆောင်းနေဖခင်ဖြစ်သူသစ္စာဆိုတဲ့ညာဘက်ဆောင်းနေတက္ကပဟုသုံးတရိနာသမိကနတ်စိနာဝနကုသပေးတယ်မနမိုးလင်းတဲ့အခါကြောင်းတင်ကပြန်ပြီးတော့ရောက်နေတယ်မိခင်တွေဖခင်တွေလည်းမျက်စိနှကွင်းအလျားတဲ့သားဖြစ်သူလည်းအသက်ပြန်ရှင်နေသေဘေးကလွတ်မသွားဘူးလားအဲ့ဒီအခါကျတော့မှသောနာတာမသရတကပိလိယခမင်းကြီးကိုသူ့ရဲ့ဗိုက်ကြီးလံပြတယ်မင်းကြီးကြည်စမ်းမအောင်မင်းကြီးရဲ့မင်းကြီးပြစ်လိုက်တဲ့မြားဟာဘယ်ဘက်နံပါတ်ကနေညာဘက်နံပါတ်ပုတ်ထွက်ပြီးတော့သွားတယ်အခုကြည်စမ်းအမာရွတ်တောင်ရှာလို့မတွေ့တော့အဲ့ဒါဘာကြောင့်တည်းလဲမင်းကြီးကျုပ်မိဘနှစ်ပါးကိုပြုစုလို့လုပ်ပြလို့ဆောင်းလျှောက်လို့မိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားလို့ကျုပ်သေးပေကလွတ်ခဲ့ရပါမင်းကြီးရဲ့ဒါကြောင့်မို့သင်မင်းကြီးနဲ့မိဘကိုပြုစုပါလုပ်ပြပါဆောင်းလျှောက်ပါမိဘနှစ်ပါးကိုပြုစုမယ်လုပ်ပြမယ်ဆောင်းလျှောက်မယ်ဆိုရင်ဟောဒီအကျိုးတရားတွေရပါတယ်လို့ယောမတရံပိတရံဝါမေသောဓမ္မေနပောတတိဒေဝပိဏံတိကေသံတိမာတာပိတိပရဏရံမာတာပိတိပရံမိဘလို့ကျွေးစိတ်ကောင်းမှုတဲ့သာသမီကိုဒေဝပိဏံလောကမူပိုင်ဥက္ကံတနဲ့သမ္မာဒေဝနာမင်းတို့သိလေတိကိသံတိယောဂပြောက်ကြောင်းခြေကောင်းဆောင်မှာကုသကြလေကုန်တော်တည်းမိဘနှစ်ပါးကိုပြုစုတဲ့သာသမီလှုပ်ကြွေးတဲ့သာသမီစောင့်ရှောက်တဲ့သာသမီပညာရှိပုဂ္ဂိုလ်တွေချီးကျူးတယ်သူတော်ကောင်းတွေချီးကျူးတယ်မြတ်စွာဘုရားလည်းချီးကျူးတယ်သေတဲ့အခါနတ်ပြည်နတ်ရွာလာတဲ့သေဘေးနဲ့တွေ့ကြုံသွားလဲသေဘေးကလွတ်တယ်သေဘေးနဲ့တွေ့ကြုံလို့အထုကုတွေသမားတော်တွေဆရာဝန်တွေဒေါက်တာတွေကုလို့မရဘူးဆိုရင်နတ်မြတ်နတ်ကောင်းတွေကနတ်ဆေးနာဝ၌ကုသပေးတယ်ဘေးမရောက်အောင်ကာကွယ်စောင့်ရှောက်တယ်ပစ္စုပန်လောကမှာလောကီစီစဉ်ဥစ္စာယနာဖြန်းပြည့်စုံတယ်မဲ့ချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာရတယ်အကျိုးမများဘူးလားအဲ့ဒါဘာအကျိုးလဲဆိုတော့မိဘလှုပ်ကြွေးတဲ့အကျိုးတရားဘာအကျိုးတရားလဲအဲ့ဒီလိုမိဘနှစ်ပါးကိုပြုစုလို့လှုပ်ကြွေးလို့စောင့်ရှောက်လို့မိဘကျေးဇူးကျေသလားဆိုတော့တရားနာပရိသတ်တွေကျေနိုင်ပါမလားဘာဖြစ်လို့မကျေနိုင်တယ်လဲဆိုတော့ကျေးဇူးများလွန်အားကြီးလို့ဘာဖြစ်လို့မကျေတယ်လဲမိဘနှစ်ပါးရဲ့ကျေးဇူးတရားမေတ္တာတရားဘလောက်တောင်ကြီးမားတယ်လဲဆိုရင်ဤမြေကြီးဟာဝါရွက်တာပမာနိုင်ဆိုရာကဲလိုက်ဆိုစမ်းပါဤမြေကြီးဟာဝါရွက်တာပမာနိုင်ဆိုရာကဲဆိုစမ်းပါဤမြေကြီးဟာဝါရွက်တာပမာနိုင်ဆိုရာဤမြေကြီးဟာဝါရွက်တာပမာနိုင်ဆိုရာ2,400,000အထူးရှိတယ်မဟာပထဝီမြေကြီးအမေဖေရဲ့မေတ္တာတရားအမေဖေရဲ့ကျေးဇူးတရားနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်တဲ့အဲ့ဒီ2,400,000အထူးရှိတယ်မဟာပထဝီမြေကြီးဟာဝါရွယ်အဖျားလောက်ပဲရှိတယ်သိပ်ပြီးတော့ကွာတာပဲမကွာဘူးလားကဲလိုက်ဆိုစမ်းပါစัจ java လံအနဘာတာပမာနိုင်ဆိုရာကဲဆိုစမ်းပါအနဘာတာပမာနိုင်ဆိုရာစัจ java လံအနဘာတာပမာနိုင်ဆိုရာအရှိကျွန်းအနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်းအလဲကမြင့်မို့တောင်စัจ java လတစ်ခုအရှိကျွန်းနောက်ကျွန်း
တောင်ကျွန်းမြောက်ကျွန်းအလဲကမြင့်မို့တောင်စัจ java လာတခုမကျဲဘူးလားဒါပေမဲ့လေအမေဖေတွေရဲ့မေတ္တာတရားအမေဖေတွေရဲ့ကျေးဇူးတရားနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်အနဖားပေါက်လောက်ပဲရှိတယ်သိပြီးတော့ကြွားတယ်ဒါမို့ကိုရောကရွှေမြင့်မို့ပြိုးမှစိုးပါတယ်ပြောတာနော်ကဲလိုက်ဆိုမြင်းမိုးတောင်ဟာနွားကျူသာပမာနိုင်ဆိုရာကဲဆိုမြင်းမိုးတောင်ဟာနွားကျူသာပမာနိုင်ဆိုရာကဲ7400အမြင့်ဆောင်နဲ့မြင့်မို့တောင်ကြီးမမြင့်မဘူးလားဒါပေမဲ့လေအမေဖေရဲ့မေတ္တာတရားအမေဖေရဲ့ကျေးဇူးတရားနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်တဲ့7400အမြင့်ဆောင်တဲ့မြင့်မို့တောင်ကြီးကနွားဂျူရဲ့အဖျားလောက်ပဲရှိတယ်သိပြီးတော့ကြွားတယ်ဒါမို့ကျေးဇူးပြန်ပြီးတော့ဆက်ကြကဲလိုက်ဆိုသမုဒ္ဒရာမိုးပေါတာပမာနိုင်ဆိုရာကဲဆိုသမုဒ္ဒရာမိုးပေါတာပမာနိုင်ဆိုရာအရှိသမုဒ္ဒရာနောက်သမုဒ္ဒရာတောင်သမုဒ္ဒရာမြောက်သမုဒ္ဒရာသမုဒ္ဒရာဘယ်နဲ့ဆင်းလဲ၄ဆင်းကိုဆိုရင်အာတိတ်အတ္တလန္တိတ်ပစိဖိတ်အိန္ဒိယသမုဒ္ဒရာဘယ်နဲ့ဆင်းရှိလဲသမုဒ္ဒရာ၄ဆင်းနဲ့မှရှိတယ်ရေမများဘူးလားဒါပေမဲ့လေအမေဖေရဲ့မေတ္တာတရားအမေဖေရဲ့ကျေးဇူးတရားနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်တဲ့အဲ့ဒီသမုဒ္ဒရာ၄ဆင်းနဲ့မှရှိတယ်ရေတွေကမိုးပေါက်တစ်ပေါက်စာလောက်ပဲရှိတယ်သိပ်ပြီးတော့ကြွားတာပဲမကြွားဘူးလားအဲ့လောက်ကျေးဇူးကြီးမားလွန်အားကြီးတဲ့အဲ့ဒီမိဘနှစ်ပါးရဲ့ကျေးဇူးတရားကိုပြန်ပြီးတော့ကြည်အောင်ဆက်ရလိမ့်မယ်မဆက်ရဘူးလားဒါဖြင့်တရားနာပရိသတ်ပေါင်းတို့ကမှမိဘရဲ့ကျေးဇူးကြည်အောင်မဆက်ချင်ဘူးလားဆက်ချင်တယ်ဆိုရင်မိဘကျေးဇူးကြည်အောင်ဒီနည်းရှိတယ်ဘယ်နှနည်းရှိလဲပထမဆုံးညကပဲဆရာတော်ဟောသွားတယ်ဓမ္မစရိဥက္ကတန်ကဟုတ်လားအဲ့ဒီဆရာတော်ရဲ့တရားမမမေ့ရင်နေပြီကြီးကိစ္စမရှိဘူးဒုတိယညဘယ်သူဟောသွားလဲရှင်အာဇာရလင်္ကာရသူ့ရဲ့တရားလည်းမမမေ့ရင်နေပြီရှိနော်နောက်မင်းညဘယ်သူဟောသွားလဲဒေါက်တာကောဝိဒသူ့ရဲ့တရားမမမေ့ရင်နေပြီရှိကိုတော့တရားတော့မသိမချင်းမှသွားဟုတ်လားမိဘကျေးဇူးကြည်အောင်စတ္တနိဗ္ဗာန်နည်းလေလေးနည်းအတ္တတိတတ္တတံပရာယဒုတ်တိလိတိလတံပရာယမစ္စရိဇာကတံပရာယဒုတ်ပင်ကြီးပညာတံပရာယမိဘကျေးဇူးကြည်အောင်စတ္တနိလေးနည်းအတ္တတိတတ္တတံပရာယသရတရားမရှိတဲ့မိခင်တွေဖခင်တွေသရတရားရှိလာအောင်သာသမီကတိုက်တွန်းရမယ်အခုလောကမှာချိုးတော်မိခင်တွေဖခင်တွေဘုရားတရားသံဃာယနာသုံးပါးကြီးညိုရမှမသိစိကရမှမသိကိုးကွယ်ရမှမသိလေးစားရမှမသိတဲ့မိဘနှစ်ပါးရှိတယ်တဲ့ဘုရားတရားသံဃာယနာသုံးပါးကြီးညိုခြင်းလာအောင်စိကခြင်းလာအောင်ကိုးကွယ်ခြင်းလာအောင်သားတွေသမီးတွေကတိုက်တွန်းပါတဲ့အဲ့လိုတိုက်တွန်းပေးတဲ့သားသမီးမိဘအကျေးဇူးကြည်တယ်မကြည်ဘူးလားတစ်ချက်ရသွားပြီနောက်ဒုတ်တိလေသီလသံပရာယသီလဆောက်တည်ရမှာပြင်းတဲ့မိခင်တွေဖခင်တွေသီလယူရမှာပြင်းတဲ့မိခင်တွေဖခင်တွေမရှိဘူးလားတော့သီလယူခြင်းလာအောင်သီလဆောက်တည်ခြင်းလာအောင်သားတွေသမီးတွေကတိုက်တွန်းပေးရမသွားနိုင်ဘူးလိုက်ဖို့ပေးမပြန်နိုင်ဘူးသွားပြီးတော့ကျိုးအဲ့လိုလှုပ်ပေးတဲ့သားသမီးမိဘကျေးဇူးကြည်တယ်တဲ့မကြည်ဘူးလားဥမတောင်းမှသီလစောင့်နိုင်မှာပေါ့ဖေဟာစားစရာမရှိရင်ကိုတော်ကျွေးထားမလားဆိုတော့ကိုတော်တို့လည်းဆုံးခံစားတာကျွေးမထားနိုင်ဘူးအဲ့တော့စားစရာမရှိရင်စားစရာပြည့်စုံအောင်သားတွေသမီးတွေကရှာဖွေပေးရမယ်ထောက်ပံ့ပေးရမယ်အမေတို့ဖေတို့စားရေးဝေရေးနေရေးထိုင်ရေးဘာမှမပူပါနဲ့သားတို့ရှိပါတယ်သမီးတို့ရှိပါတယ်လို့မတိုက်တွန်းရဘူးလားမထောက်ပံ့ရဘူးလားမသွားနိုင်ဘူးလိုက်ပို့ပေးရမယ်
မပြန်နိုင်ဘူးသွားပြီးတော့ကြိုးရအဲ့လိုလှုပ်ပေးတဲ့သားသမီးမိဘကျေးဇူးကြည်တယ်တဲ့ဘယ်နှချက်ရှိသွားပြီလဲနှစ်ချက်ရှိသွားပြီနော်အဲ့လိုသားတွေသမီးတွေကတိုက်တော်တဲ့အခါဒကာကြီးတွေဒကာမကြီးတွေငါသိပါတယ်ငါလာပြီးတော့ဆရာမလုပ်ပါနဲ့ဘာနဲ့ညာနဲ့ပြန်မပြောနဲ့ကြားလားတို့ဒကာကြီးတွေဒကာမကြီးအသက်ကြီးရင်သိမကောင်းပစည်းပစသိများတာပစည်းပစမများဘူးလားသိပြီးတော့ပစည်းပစမများတာကိုရော့ရဲ့အဖေ94နှစ်အဖေ94နှစ်အမေ86နှစ်နော်ဟောအဖေကဘုန်းကြီးအမေကသီလရှင်မိုးလာတဲ့ခါဖုံဖုံလေးပေါ့အမေကိုသီလရှင်ကိုပေးထားတယ်သီလရှင်ကိုပေးထားတယ်အဖေကိုသင်္ကန်းစီးပေးထားတယ်နော်ကဲအဖေကဘုန်းကြီးအမေကသီလရှင်ဟုတ်လားဘာကြီးရလဲဘုန်းကြီးဘာကြီးစကိုင်းဆရာတော်ဥဒ္ဓမနန္ဒစကိုင်းစာတင်တိုက်ကလေဥစဉ်ဘာကြီးအရင်ပေါ့ဖို့ဟုတ်လားကဲအဖေကဘုန်းကြီးအမေကတည်တယ်ရှင်ဘာကြီးရလဲဘုန်းကြီးနော်ဦးလေးရလဲဘုန်းကြီးယဟန်မာကလည်းသီလရှင်ဒေါညာနာစာရီဆိုတာကမ္ဘာစံပြသမိထောတွေကဒေါညာနာစာရီဖွားခေတို့ဖွားစီတို့ဆိုတာအဲ့ဒါဥစဉ်ယဟန်မာတွေဟုတ်လားကဲတစ်မျိုးလုံးတစ်ရွှေလုံးမှမထူအောင်ဟုတ်လားအဲ့တော့ကြောတရားဝဲသွားမယ်ဆိုရင်အဖေကိုသွားကြောတယ်သွားကြောတဲ့ကငါသားကြမ်းပါပါစီချမ်းသာဘေးပြဝိပပါစီမေတ္တာပို့ရှာတာမပို့ဘူးလားတရားဝဲသွားမယ်ဆိုရင်တစ်ချိန်ပြန်လာပြီဆိုရင်တစ်ချိန်သွားပြီးတော့နေ့ချိန်ကြောတာတရားဝဲပြီးတဲ့အခါကျတော့ဓမ္မတွေဝိုင်းပြီးတော့ပူဇော်ကြတွေ့ရတဲ့အုတ်ထုငွေကြေးတွေယူသွားပြလိုက်ရတရားဝဲပြန်လေရောအမေပုံပေးလိုက်တယ်ငါသားကြမ်းပါပါစီချမ်းသာဘေးပြဝိပမေတ္တာပို့ရှာတာမပို့ဘူးလားပို့မှာပေါ့ကိုကပတ်စံပေးတာဟုတ်လားမကြည်ဘူးလားတရားနာပရိသတ်တွေအမေတို့ဘေတို့စားရေးဝေးရေးနေထိုင်ဘာမှမဘူးနဲ့တာပြည့်စုံမှလှုပ်ကြည့်မှစောင့်ရှောက်မယ်ကြည်တဲ့တရားနာပရိသတ်ပေါင်းတော်ကောင်းများမကြည်ဘူးလားဘယ်နှချက်ရနှစ်ချက်ပေါ့ဘယ်နှချက်လဲသရတရားမရှိတဲ့မိခင်တွေဖခင်တွေသရတရားရှိလာအောင်သာသမီကတိုက်တွန်းသီလမဆောက်တည်ခြင်းနဲ့မိခင်တွေဖခင်တွေသီလဆောက်တည်ခြင်းအောင်သာသမီကတိုက်တွန်းမသွားနိုင်ဘူးလိုက်ပူပြီးမပြန်နိုင်ဘူးသွားပြီးတော့ကျိုးစာရေးဝေးရေးနေထိုင်ရင်မပြည့်စုံဆိုစာရေးဝေးရေးနေထိုင်ရင်ပြည့်စုံအောင်သားတွေသမီးရှာဖွေပေးထောက်ပံ့ပေးမိဘကျေးဇူးကြည်တယ်နှစ်ချက်ရပါပြီနောက်တတိယချက်ကမစ္စရိစာကတံပရာယနှမျောတွန့်တိုတဲ့မိဘနှစ်ပါးမရှိဘူးလားအခုလောကမှာချိုးတော်မိခင်တွေဖခင်တွေကိုလည်းမစားရဘူးသူတော်ဘာလည်းမကြွေးရမပေးရမတူရမတန်းရမရှိဘူးလားကဲအဲ့ဒီမိဘနှစ်ပါးကွယ်လွန်အနိစ္စရောက်သွားတဲ့အခါကြံရတဲ့ပစ္စည်းတွေဘယ်သူစားတယ်လဲဘယ်သူစားတယ်လဲသားတွေသမီးတွေကရိုးရိုးစားသလားယံဖြစ်စားသလားဒီလွတ်လပ်ရေးရောက်ကမှရှိလားညာလို့မရအောင်ဟလာကိုရသူ့အနာဒီပဲကျွမ်းကျင်ပြီးသားသင်္ကန်းကျောင်းမှာကျွမ်းကျင်ပြီးသားနော်သားတွေသမီးတွေကရိုးရိုးစားသလားယံဖြစ်စားသလားယံဖြစ်စားတဲ့အခါယုံရောက်ခက်ရောက်မရောက်ဘူးလားအဲ့ဒါဘယ်လိုစားလဲခမည်းတော်ပြောတာကိုတော့မပြောရရကလည်းတို့ထည့်ပြီးတယ်မပြီးတော့နော်ကိုတော့မပြောဘူးနော်တခါကြီးကိုတော့မပြောဘူးနော်အဲ့လိုနှမျောတွန့်တိုတဲ့မိဘနှစ်ပါးလူချင်းလာအောင်တန်းကျင်လာအောင်သာသမီးကတိုက်တွန်းလူချင်းမှာတဲ့ဗျာတန်းကျင်မှာလူစရာတန်းစရာမပြည့်စုံလူစရာတန်းစရာမပြည့်စုံမစုံလူစရာတန်းစရာပြည့်စုံအောင်သားတွေသမီးတွေကရှာဖွေပေးရမယ်ထောက်ပံ့ပေးရမယ်အမေတို့ဖေတို့စားရေးဝေးရေးနေရေးထိုင်ရေးဘာမှမပူပါနဲ့သားတို့ရှိပါတယ်သမီးတို့ရှိပါတယ်လို့မတိုက်တွန်းရဘူးလားမထောက်ပံ့ရဘူးလားအဲ့လိုတိုက်တွန်းပေးတဲ့သားသမီးအဲ့လိုထောက်ပံ့ပေးတဲ့သားသမီးမိဘကျေးဇူးကြည်တယ်တဲ့မကြည်ဘူးလားဘယ်နှချက်ရသွားပြီလဲ3ချက်ရသွားပြီနောက်တစ်ချက်ကဒုပ္ပင်ကြီးပညာတံပရာယတရားမနာခြင်းနဲ့မိခင်တွေဖခင်တွေမရှိဘူးလားတရားအမရုပ်ခြင်းနဲ့မိခင်တွေဖခင်တွေမရှိဘူးလားတရားနာခြင်းလားအောင်တရားအားထုတ်ခြင်းလားအောင်သားတွေသမီးတွေကတိုက်တွန်းပေးရမယ်မသွားနိုင်ဘူးလိုက်ပို့ပေးမပြန်နိုင်ဘူးသွားပြီးတော့ကျိုး
အဲ့လိုလှုပ်ပေးတဲ့သားသမီးမိဘကျေးဇူးကြီးတယ်တဲ့မကြည်ဘူးလားအဲ့လိုမိဘကျေးဇူးကြီးအောင်ဆက်တဲ့သားသမီးကိုပညာရှိပုဂ္ဂိုလ်တွေချီးကျူးတယ်သူတော်ကောင်းတွေချီးကျူးတယ်မြတ်စွာဘုရားလည်းချီးကျူးတယ်သေတဲ့အခါနတ်ပြည်နတ်ရွာလာတယ်သေဘေးနဲ့တွေ့ကြုံတော့လေသေဘေးကလွတ်တယ်သေဘေးနဲ့တွေ့ကြုံလို့အထုကုတွေတမားတော်တွေဆရာဝန်တွေဒေါက်တာတွေကုလို့မရဘူးဆိုရင်တဲ့နတ်မြတ်နတ်ကောင်းတွေကနတ်ဆေးနတ်ဝက်နဲ့ကုသပေးတယ်ဘေးမရအောင်ကာကွယ်စောင့်ရှောက်တယ်ပစ္စုပန်လောကမှာလောကီရှိစဉ်ဥစ္စာယန္တာဖြာနဲ့ပြည့်စုံတယ်မဲ့ချမ်းသာဘုရားချမ်းသာနိဗ္ဗာန်ချမ်းသာရတယ်တဲ့အကျိုးမများဘူးလားအဲ့ဒါဘာအကျိုးလဲဆိုတော့မိဘလှုပ်ကြွေးတဲ့အကျိုးတရားဘာအကျိုးတရားလဲကဲဘာပြုလို့မိဘနှစ်ပါးကိုပြုစုခိုင်းတယ်လဲလှုပ်ကြွေးခိုင်းတယ်လဲစောင့်ရှောက်ခိုင်းတယ်လဲမိစ္ဆာဖြစ်လာတရားနာပရိသတ်ပေါင်းတော်ကောင်းများဖယားကိုးကွယ်တဲ့နေရာမှာဂုံကြည့်ပြီးတော့ကိုးကွယ်ရတရားကိုးကွယ်တဲ့နေရာမှာဂုံကြည့်ပြီးတော့ကိုးကွယ်ရတန်ဃာတော်ကိုကိုးကွယ်တဲ့နေရာမှာဂုံကြည့်ပြီးတော့ကိုးကွယ်ရမိဘနှစ်ပါးကိုပြုစုတော့မယ်လှုပ်ကြွတော့မယ်စောင့်ရှောက်တော့မယ်ဆိုလေဂုံကြည့်ပြီးတော့လှုပ်ကြွရတယ်ပြုစုရတယ်စောင့်ရှောက်ရတယ်ဒါဖြင့်ပရမဆုံးဂုံဗုဒ္ဓဂုဏောအနန္တောဗုဒ္ဓဂုဏောဗုဒ္ဓဂုံပြပါဆိုရင်အနန္တပြောလို့မကုန်နိုင်ဘူးဒါပေမဲ့အစီစစ်ပြီးတော့နှိထုတ်လိုက်မှဆိုရင်ဗုဒ္ဓဂုံ9ပါးရှိတယ်ဗုဒ္ဓဂုံဘယ်နှပါးရှိတယ်လဲဒါကြီးတွေဒီမိုက်တွေသိဓမ္မဂုဏောအနန္တောတရားဂုံပြပါဆိုရင်အနန္တဒါပေမဲ့အစီစစ်ပြီးတော့နှိထုတ်လိုက်တဲ့အခါတရားဂုံဘယ်နှပါးရှိတယ်လဲအဲ့ဒီဂုံကိုကြည့်ပြီးတော့ကိုယ်ကိုယ်ရပူဇော်ရတယ်နောက်သံဃာဂုဏောသံဃာဂုံပြပါဆိုရင်အနန္တဒါပေမဲ့အစီစစ်ပြီးတော့အနှစ်ထုတ်လိုက်မှဆိုရင်သံဃာဂုံဘယ်နှပါးရှိတယ်လဲကိုပါဘုရားဂုံက9ပါးတရားဂုံက6သံဃာဂုံက9ပါးမာတာပိတုဂုဏောမိဘနှစ်ပါးရဲ့ဂုံပြပါဆိုရင်အနန္တဒါပေမဲ့အစီစစ်ပြီးတော့အနှစ်ထုတ်လိုက်မှဆိုရင်မိဘဂုံဘယ်နှပါးရှိတယ်လဲ73ပါးရှိတယ်မိဘဂုံဘယ်နှပါးလဲမိဘဂုံဘယ်နှပါးလဲအေးဓမ္မတရားနာပရိသတ်ပေါင်းတော်ကောင်းမြတ်အဲ့ဒီဂုံကိုကြည့်ပြီးတော့ပြုစုကြပါလှုပ်ကြည့်ကြပါစောင့်ရှောက်ကြပါအဲ့ဒါကြောင့်အဲ့ဒီဂုံကိုသိတဲ့အချိန်ကစပြီးတော့မိဘနှစ်ပါးပြိုကွဲသွားမှပျက်စီးသွားမှသိစိုးရိမ်တဲ့အတွက်ကြောင့်ကိုရောကရွှေမြင့်မို့ပြိုမှစိုးပါတယ်ဆိုတဲ့တရားဟောကြားနာကြအောင်နော်ပရမဆုံးကုံကသာကိုရယံတောင်းစုပန်၍တရားမြတ်ဖြေတတဝေ၌အယေဒူပအကျော်များနဲ့ရိုးတွင်ထိုးပေါက်ချင်းစီရောက်သည့်ချစ်ချင်းရှိသောကြောင့်သူဟရယဟုသောကိုသာကိုရယံတောင်းစုပန်၍တရားမြတ်ဖြေတတဝေ၌အယေဒူပအကျော်များနဲ့ရိုးတွင်ထိုးပေါက်ချင်းစီရောက်သည့်ချစ်ချင်းရှိသောကြောင့်သူဟရယဟုသောကိုသူကောင်းသောဟရယနှလုံးသားပိုင်ရှင်ပြပါဆိုရင်မိဘနှစ်ပါးမိဘနှစ်ပါးလေသားတွေသမီးတွေပုံမှာဘလောက်တောင်ချစ်တယ်လဲဆိုရင်အရေတို့အရေပါနေရာကလည်းစိမ့်ပြီးတော့ချစ်တယ်အကျော်တွေကလည်းစိမ့်ပြီးတော့ချစ်တယ်ရိုးတွင်ချင်းစီထိအောင်စိမ့်ပြီးတော့ချစ်တာမိဘနှစ်ပါးလောကမှာတရားနာပရိသတ်ပေါင်းတော်ကောင်းများအချစ်စစ်ချစ်မှန်ပြပါဆိုရင်မိဘနှစ်ပါးပဲရှိအဲ့ဒါနဲ့ပတ်သက်ပြီးတော့အမျိုးသားလေးတရားတက်တူသွားပြီးတော့ပညာသင်ပညာမြတ်တတ်မြောက်လာတဲ့အခါမိဘယထာပြန်မဲ့လို့တော့ဆရာဖြစ်တဲ့ပုဂ္ဂိုလ်ကငါတပည့်မင်းကိုလေဆရာဆေး3မျိုးပေးလိုက်တယ်ဆေးဘယ်နှမျိုးတဲ့လဲပရမဆုံးအချစ်ဆုံးပုဂ္ဂိုလ်တွေ့ရင်ပထမဆေးတတ်ပါဒ
ဒုတိယအချစ်ဆုံးပုဂ္ဂိုလ်တွေ့ရင်ဒုတိယဆေးတောက်ပါတတိယအချစ်ဆုံးပုဂ္ဂိုလ်တွေ့ရင်တတိယဆေးတောက်ပါပြီးတဲ့အခါကျတော့အချစ်စစ်အချစ်မှန်ကိုရှာပါဆေးဘယ်နှမျိုးပေးလိုက်တယ်လဲအဲ့ဒီဆေးသုံးမျိုးယူပြီးတော့မောင်မင်းကြီးသားပြန်လာခဲ့တယ်မိဘယထာပြန်လာမိဘနှစ်ပါးကိုပြုစုလုပ်ကျွေးစောင့်ရှောက်ရင်နေလာလိုက်တာတနေ့သောအခါကျတော့ပရမဆုံးအချစ်ဆုံးပုဂ္ဂိုလ်တွေ့ပြီမိမိနှစ်သက်တဲ့အမျိုးသမီးရာတပံယူမြေကြပေါင်းတင်ပါမယ်ဆက်ဆံပါမောင်ကြီးရဲ့လို့ပြောတော့တိတ်ပြီးတော့သဘောကျတိတ်ပြီးတော့ချစ်တယ်တွေ့ပြီกว่าဆိုရင်ပထမဆုံးချစ်ဆုံးပုဂ္ဂိုလ်တွေ့ပြီกว่าဆိုရင်ပထမစိတ်တောက်အဲ့လိုနဲ့ပေါင်းတင်ဆက်ဆံပြီးတော့နေလာလိုက်တာတော်တော်လေးကြာတဲ့အခါသားတွေသမီးတွေရလာသားတွေသမီးတွေရလာတဲ့အခါသိပြီးတော့ချစ်တယ်အရေတို့ရေပါနေရာကလည်းစိမ့်ပြီးတော့ချစ်တယ်အကျော်တွေကလည်းစိမ့်ပြီးတော့ချစ်တယ်ရိုးတွင်ချင်းစီထိအောင်စိမ့်ပြီးတော့ချစ်တာသားတွေသမီးတွေကိုမိဘနှစ်ပါးသိပြီးတော့ချစ်တဲ့အတွက်ဒုတိယချစ်ဆုံးပုဂ္ဂိုလ်တွေ့ပြီกว่าဆိုပြီးဒုတိယဆေးတောက်လိုက်ဆေးဘယ်နှမျိုးပြီးသွားပြီလဲအဲ့လိုဒုတိယဆေးလေတောက်ပြီးတော့မောင်မင်းကြီးသားတရားနာပရိသတ်ပေါင်းတို့ကုဋ္ဌနူနာယောဂဖြစ်ပေါ်လာခန္ဓာကိုယ်ဘဝပြည့်စည်သွားအဲ့လိုခန္ဓာကိုယ်ပြည့်စည်သွားတဲ့အခါကျတော့ရာသက်ပံရိုးမြေကြပေါင်းသင်းပါမယ်ဆက်ဆံပါမယ်နေထိုင်ပါမယ်မောင်ကြီးရဲ့လို့ပြောဆိုခဲ့တဲ့အမျိုးသမီးအနာမကတ်တော့သားတွေသမီးတွေကတ်တဲ့ကဟဲ့ကောင်လေးနင့်အဖေကခန္ဓာကိုယ်ပြည့်စည်နေတာကုဋ္ဌနုနာယောဂတဲ့ကြီးကုဆက်တတ်တယ်အနာမကတ်သားတွေသမီးတွေလည်းမကတ်တော့နောက်ဆုံးအားကိုးစရာမရှိတယ်ဆိုမောင်မဲကြီးသားခေါက်ကလေးတစ်လုံးဒုတ်ကလေးတစ်ချောင်းကိုင်းပြီးတော့ဒရောင်းစာဖြစ်နေလှည့်ပြီးတော့တောင်းရစားတော့ရှာအဲ့လိုနဲ့တောင်းရလဲစားတော့ရင်နေလာလိုက်တာတော်တော်လေးကြာတဲ့အခါမိဘရက်ထံရောက်သွားမိဘနှစ်ပါးထံရောက်အဲ့လိုမိဘနှစ်ပါးထံရောက်သွားတဲ့အခါမိဘနှစ်ပါးကတာရဲ့တဲ့မင်းဘာမှမပူပါနဲ့အမေတို့အဖေတို့ပြည့်စုံပါမယ်လှုပ်ကြွပါမယ်ဆွန့်လျှော့ပါမယ်တာရဲ့ဆိုပြီးမိဘနှစ်ပါးကလေတာဖြစ်သူကိုမယွန်းမရှာဖြင့်ဆွေးကြော်တုတ်တင်ပြရှာတယ်ကြာကြာနာနာပြုစုရှာလှုပ်ကြွရှာတယ်အဲ့ဒီနိတုဆိုပဲအခုလောကမှာလေဦးဇင်းတို့တောင်တကုံ54ရမှာတာဖြစ်သူမိခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကဆုံးမရှာတယ်ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကဆုံးမနာဂမှုမရှိဘူးနောက်ဆုံးအဲ့ဒီအမျိုးသားလေးဘဝခန္ဓာကိုယ်ပြည့်စည်မကောင်းတဲ့ယောဂဝင်တာကုသတတ်တဲ့ယောဂဖြစ်ပေါ်လာဒီမဲ့ယောဂဖြစ်လာတဲ့အခါကျမိဘနှစ်ပါးကလေတာဖြစ်သူကိုမယုံမရှာဖြင့်ဆေးကြောပေးရှာတယ်တုတ်တင်ပေးရှာတယ်ကုသတတ်တဲ့ယောဂကြီးမသိရတဲ့မိဖေရဲ့မေတ္တာတရားဘယ်တော့ဖြူစင်တယ်လဲတန်ရှင်းတယ်လဲအဲ့ဒီနိဒုစာပဲလေမိဘနှစ်ပါးကသားတွေသမီးတွေပေါ်မှာသားဖြစ်သူပေါ်မှာမယုံမချဆေးကြောပေးတုတ်တင်ပေးရှာမပူပါနဲ့သားရဲ့မိတို့ဖေတို့ပြုစုပါလှုပ်ကြည့်ပါမယ်စောင့်ရှောက်ပါမယ်ဆိုပြီးတော့ပြုစုလှုပ်ကြည့်စောင့်ရှောက်ပြီးတော့နေရတာဒါလောက်တောင်မှပြုစုတာတော့မယူရဒါတောင်မှမောင်မင်းကြီးတကတတ္တရာဆေးလုံးမေ့နေသေးတယ်အဲ့တော့တော်တော်လေးကြာတဲ့အခါငါမေ့နေလိုက်တာတတ္တရာအချစ်ဆုံးပုဂ္ဂိုလ်တွေ့ရင်တတ္တရာဆေးလုံးတော့ပါလို့ဆရာကြီးကမှားလိုက်တယ်တွေ့ပြီတတ္တရာဆေးအချစ်ဆုံးပုဂ္ဂိုလ်တွေ့ပြီဆိုရင်တတ္တရာဆေးတော့အဲ့လိုတတ္တရာဆေးလုံးနဲ့တောက်လိုက်ရောတရားနာပိဋကပေါတော်ကခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့နူနာယောဂါတဲ့ယူပလိုက်ဆိုပျောက်ကွယ်ပြီးတော့သွားရှာတယ်အဲ့ဒီခဲတဲ့ကားကြတော့မှအချစ်စစ်ချစ်မှန်ကိုရှာပါလို့ဆရာကြီးကမှားလိုက်တယ်တွေ့ပြီလောကမှာအချစ်စစ်ချစ်မှန်ငါရှာတွေ့ပြီလောကမှာအချစ်စစ်ချစ်မှန်ပြပါဆိုရင်မိဘနှစ်ပါးပဲရှိတယ်ဘာပဲရှိတယ်လဲတော်ပြီဒီချိန်ကစပြီးတော့ငါမိဘနှစ်ပါးကိုပြုစုတော့မယ်လှုပ်ကြည့်တော့မယ်စောင့်ရှောက်တော့မယ်ဆိုပြီးတော့မောင်မင်းကြီးသားဒီမိဘနှစ်ပါးကိုပြုစုခဲ့ပါတယ်လှုပ်ကြည့်ခဲ့ပါတယ်စောင့်ရှောက်ခဲ့ပါတယ်အဲ့လိုပြုစုတဲ့အတွက်လှုပ်ကြည့်တဲ့အတွက်စောင့်ရှောက်တဲ့အတွက်မောင်မင်းကြီးသားကြီးပွားသွားတယ်ချမ်းသာသွားတယ်
ဒါကြောင့်မိဘနှစ်ပါးတိသူ့ကောင်းသောဟရယနှလုံးသားပန်ရှင်ပြပါဆိုရင်မိဘနှစ်ပါးသူ့ဟရယဂုဏ်တဲ့ဘာဂုဏ်နဲ့လဲတောင်းသားကိုရာရာတောင်းစုပန်၍တရားမြတ်ပြေသတ္တဝေ၌အယေဒုပါအကျော်များနဲ့ရိုးတွင်ထိုးပေါက်ချင်းစီရောက်သည့်ချစ်ချင်းရှိသောကြောင့်သူဟရယဟုသောဂုဏ်တစ်ပါးရသွားပြီတန်တိတိဇာဒုက္ခလမသတိမန်စွာမြမလာသမိတာတို့ဘွားစီမြမစောကြီးညိုပိုက်ကျုံနှလုံးမူတတ်သောကြောင့်မြမဟုသောဂုဏ်တန်တိတိဇာဒုက္ခလမသတိမန်စွာမြမလာသမိတာတို့ဘွားစီမြမစောကြီးညိုပိုက်ကျုံနှလုံးမူတတ်သောကြောင့်မြမဟုသောဂုဏ်မဟာမြမကြီးဟာလေတဲ့မေတ္တာကရုဏာမုရိဒာဥပေက္ခဆိုတဲ့ဗြဟ္မစိုရတရား၄ပါးကျင့်သုံးပြီးတော့နေကြတယ်ဗြဟ္မစိုရတရားဘယ်နှပါလဲမကျင့်သုံးဘူးလားကျင့်သုံးပြီးတော့နေကြသလိုမိဘနှစ်ပါးလေးသားတွေသမီးတွေပေါ်မှာဗြဟ္မစိုရတရား၄ပါးအမျက်ထောက်တာကျင့်သုံးပြီးတော့နေတယ်မေတ္တာတရားအပြည့်ဝရှိတယ်ဘလောက်တောင်ပြည့်ဝတယ်လဲဆိုတော့တနေ့ကနှစ်ဖူးကချွေချီမကြပင်မခံပြီးတော့ရှာဖွေလာတဲ့မိဘနှစ်ပါးအိမ်ရောက်လို့သားတွေသမီးတွေကိုမြင်လိုက်တူးလိုက်တာနဲ့တပြိုင်တည်းအဲ့ဒီပင်မသမျှတွေကယူပြလိုက်သူတို့ပျောက်ပြီးတော့သွားရှာမိဖေရဲ့မေတ္တာတရားမတန့်ရှင်းဘူးလားတန့်ရှင်းတယ်မေတ္တာပြည့်ပါရှိတယ်ကရုဏာတရားပြည့်ပါရှိတယ်ဩငါသားလေးကြမ်းပါပါစေချမ်းသာပါစေငါသမီးတွေကြမ်းပါပါစေချမ်းသာဘေးပြဝိကပါစေကရုဏာအပြည့်ဝဖြင့်မိဘနှစ်ပါးတွေသားတွေသမီးတွေပေါ်အမျက်ထောက်တာစောင့်ရှောက်ပြီးတော့နေတယ်မုရိဒာသားတွေသမီးတွေပလိပလာတိတိတာတာပြောတတ်ဆိုတတ်ပြီဆိုရင်သိပြီးတော့ဝမ်းသာတာပဲဘလောက်ပင်မတရားနာပရိသတ်ပေါင်းသားတွေသမီးတွေရဲ့ပလိပလာတိတိတာတာပြောတတ်တဲ့စကားတမ်းကြားလိုက်ပြီဆိုရင်အမောတွေပင်မသမျှယူပျောက်သွားတယ်ဒါကြောင့်မို့မေတ္တာကရုဏာမုရိဒာဥပေက္ခသားတွေသမီးတွေအရွယ်ရောက်လို့ပညာတတ်ပုဂ္ဂိုလ်တွေဖြစ်လာပြီးကြီးဝါလာချမ်းသာလာပြီဆိုရင်နောက်ဆုံးဥပေက္ခသဘောနဲ့ရှုဒါပေမဲ့တရားနာပရိသတ်ပေါင်းတော်ကောင်းများမပြည့်စုံသေးတဲ့သာသမီဆင်းရဲတဲ့သာသမီကျတော့မစွန့်ပြည့်ရနိုင်ဘူးအမျက်ထောက်တာမိဘနှစ်ပါးတည်ဗြဟ္မာဟူသောဂုဏ်နဲ့ပြည့်စုံပါတယ်မပြည့်စုံဘူးလားဒါကြောင့်မို့တန်တေတေသာဒုက္ခလမှာသတိမစွာဗြဟ္မာလာသမိတာတို့ဘွားစီဗြဟ္မစောကြီးညိုပိုက်ကြုံနှလုံးမူတတ်သောကြောင့်ဗြဟ္မာဟူသောဂုဏ်မနှစ်ပါးရှိသွားပြီလေနှစ်ပါးရှိသွားပြီကိုလာဆလသတိတံဘောကြည်ပြိုနှစ်သက်ဆောင်ရွက်မကွာကျင်နာတနာသရတကိုမွေးဖွားပေတတ်သောကြောင့်ဇနစ်တိဟူသောဂုဏ်ကိုလာဆလသတိတံဘောကြည်ပြိုနှစ်သက်ဆောင်ရွက်မကွာကျင်နာတနာသရတကိုမွေးဖွားပေတတ်သောကြောင့်ဇနစ်တိဟူသောဂုဏ်အသက်စွန့်ပြီးတော့မွေးခဲ့တာအမေအသက်စွန့်ပြီးတော့ကျွေးခဲ့တာအဖေပြုစုခဲ့တာလှုပ်ကျွေးခဲ့တာစောင့်ရှောက်ခဲ့ဒီအမေနဲ့အဖေဒီအဖေသားတွေသမီးတွေဘေးကင်းကြပါစေရန်ကင်းကြပါစေစိုးရင်ကင်းကြကြောင်းကြကင်းကြပါစေစီလည်းချမ်းသာကိုယ်လည်းကြမ်းမာကြပါစေဘေးမရဝေးကွာကြပါစေဆိုတဲ့ဆန္ဒဖြင့်မိဘနှစ်ပါးတိသားတွေသမီးတွေပုံမှာအသက်စွန့်ပြီးတော့မွေးခဲ့တယ်ကျွေးခဲ့တယ်ကြည်စံတရားနာပရိသတ်ပါတော့မိဘနှစ်ပါးသားတွေသမီးတွေပေါ်မှာဘလောက်တောင်အသက်စွန့်ပြီးတော့မွေးခဲ့တယ်ကျွေးခဲ့တယ်စောင့်ရှောက်ခဲ့တယ်ငကိုတော့ကနွားမကြီးတစ်ကောင်ရှိသူ့မှာသားလေးတယောက်ရှိတယ်သားလေးတစ်ကောင်ရှိတယ်ပေါ့အဲ့ဒီနွားမကြီးကိုဆိုရင်နွားတသမတွေကတတ်ဖို့ရန်ဆိုပြီးတော့ခေါ်သွားနွားတကုန်းကိုခေါ်သွားအဲ့လိုနွားတကုန်းကိုခေါ်သွားတဲ့အခါကျတော့သားဖြစ်တဲ့နွားလေးကလေခုံလိုက်ပေါက်လိုက်ပြေးလိုက်တော့လဲဆော့ကစားလိုက်နဲ့မြုပ်ထုပျော်ပါပြီးတော့မိခင်ရဲ့နောက်ကိုလိုက်သွားမိခင်ကိုတတ်ပြတ်ဖို့ရန်ဆိုပြီးတော့တရားနာပြနွားတသမတွေကခေါ်သွားအဲ့လိုနဲ့နွားတကုန်းနာရောက်တဲ့အခါကျတော့
နွားသားသမားတွေကနွားယူကိုတတ်မယ်လို့ပြင်ဆင်လိုက်တဲ့ကနွားရလေးကြောက်လန့်လာပြီးတော့တုံလို့တာတခါလဲဆောင်းယုံတာနှဖားကျိုးပြတ်ပြီးတော့တခါလဲလွတ်ထွက်ပြေးနွားကြီးအရှိအပြေးနွားသားသမားတွေကအတင်းလိုက်ဖမ်းနွားကြီးအရှိအပြေးနွားသားသမားတွေတင်းလိုက်ဖမ်းအဲ့တော့သားဖြစ်တဲ့နွားတွေကလေခုံလိုက်ပေါက်လိုက်ပြေးလိုက်လွှတ်လိုက်တယ်မိခင်တော့အတင်းလိုက်မိခင်ပြည့်တဲ့ပုဂ္ဂိုလ်စွတ်ပြီးတော့ပြေးတာလက်ကွက်နှစ်ကွက်သုံးကွက်လောက်ချတဲ့အခါကျတော့သားဖြစ်သူပါလာမပါလာလဲပြီးတော့ကြည့်သားဖြစ်သူနဲ့တော့ဝေးတော်ပြီးစောင်းပြီးတော့သားဖြစ်သူအနာရမတခါထပ်ပြေးနွားသားသမားတွေအတင်းလိုက်ဖမ်းလက်ကွက်နှစ်ကွက်သုံးကွက်လောက်ချတဲ့အခါကျသားဖြစ်သူပြန်စောင်းကြည်စမ်းအမေဖေရဲ့မေတ္တာတရားဘလောက်ဖြူစင်တဲ့တန်ရှင်းတယ်ဒီတော့နွားသားသမားတွေကတို့ဒီတန်းလိုက်နေလို့မိမှမဟုတ်ဘူးအဲ့တော့နွားလေးကိုဖမ်းရဆိုပြီးတော့နွားလေးကိုရအောင်ဖမ်းပြီးတော့ကျိုးနဲ့ခိုင်ခိုင်တုပ်ပြီးတော့နွားသားသမားတွေအသက်ကုန်ရိုက်တာတရားနာပရိသတ်ပါအဲ့လိုရိုက်တဲ့အခါကျတော့နွားလေးရဲ့အော်လိုက်တဲ့အတန်ကိုမိခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကြတော့နွားမကြီးကြတော့တုံ့ကနေရပြီးတော့မျက်ရည်တွေတွေးကြပြီးတော့နွားတသမารတွေတလန်းချင်းလာပြီးတော့နောက်ဆုံးနွားတသမารတွေလက်ထက်မှာအဖမ်းခံခဲ့တယ်အဲ့ဒီကနွားတသမารတွေကအဲ့ဒီကိုနွားမကြီးကိုတပ်ဖြတ်ခဲ့ကြတယ်ကြည်စံတရားနာပရိသတ်ပေါင်းတို့ပါများအသက်စွန့်ပြီးတော့မွေးခဲ့တယ်ကျွေးခဲ့တယ်စောင့်ရှောက်ခဲ့တယ်မိဘနှစ်ပါးဒါကြောင့်မို့ကိုလဆရာသတိတမောကြီးကိုနှစ်သက်ဆောင်ရွက်မကွာကျင်နာတဏသူတို့သားကိုမွေးဖွားပိတာသောကြောင့်ဇနစ်တွေဟူသောကိုအသက်စွန့်ပြီးတော့မွေးခဲ့တယ်ကျွေးခဲ့တယ်စောက်ရှောက်ခဲ့တယ်ဒါကြောင့်မို့မိဘနှစ်ပါးပြုတ်ကွဲသွားမှပျက်စီးသွားမှသိပြီးတော့စိုးရိမ်ပါတယ်ဒါမို့မိဘနှစ်ပါးပြုတ်ကွဲသွားမှပျက်စီးသွားမှသိစိုးရိမ်တဲ့အတွက်ကြောင့်ကိုရောကရွှေမြင့်မှုပြူမှစိုးပါတယ်လို့အမည်ပေးတာမိဘနှစ်ပါးပြိုကွက်သွားမှပြည့်စည်သွားမှသိပြီးတော့နှမျောတယ်အသက်ဆုံးပြီးတော့မွေးခဲ့တယ်ဒါမို့ဂုံဘဏ္ဍပါရှိသွားပြီလေ၃ပါးဂုံဘဏ္ဍပါလည်းပရမဆုံးဂုံကသူဟရယဟုသောဂုံဒုတိယကဗြဟ္မာဂုံတတိယကဇနစ်တိဂုံဂုံဘဏ္ဍပါလေဘယ်သူရှိမှရှိတာလဲမိဘနှစ်ပါးမှမရှိဘူးလားအဲ့ဒီဂုံနေသိတဲ့အချိန်ကစပြီးတော့ညီငယ်များမိဘနှစ်ပါးကိုပြုစုကြပါဒုကြည့်ကြပါဆွန့်လျှောက်ကြပါဇန်သတိပေးတယ်လောကမှာအစားထိုးလို့မရတာမိဘနှစ်ပါးပဲရှိတယ်အစားထိုးလို့ရသလားအမေအစားထိုးလို့ရသလားအဖေအစားထိုးလို့ရသလားလောကမှာအစားထိုးလို့မရတာမိဘနှစ်ပါးဒါမှမဟုတ်သက်ရှိထင်ရှားရှိနေရင်ပြန်ပြီးတော့ကျေးဇူးဆက်ပါဇန်သတိပေးခဲ့တယ်နော်နောက်သရုတ်တာကုံကနှလုံး20နှုတ်ကြုံနှစ်ကိုတောက်ဆိုစေလျက်ကျင်နာတဏသူတို့သားကိုကျွေးမွေစောင်းရှောက်တတ်သောကြောင့်ပောတမန္တိဟုသောကုံနှလုံး20နှုတ်ကြုံနှစ်ကိုတောက်ဆိုစေလျက်ကျင်နာတဏသူတို့သားကိုကျွေးမွေစောင်းရှောက်တတ်သောကြောင့်ပောတမန္တိဟုသောကုံအမေဖေရဲ့မေတ္တာတရားဘလောက်ဖြူစင်တယ်တန်ရှင်းတယ်ကျင်းလေအေးမြတ်ညီများသောသွေးတွေကဖြူစင်ဝဲမှအေးများတဲ့အသွင်ကိုရောင်းပြောင်းရွှေ့ပြီးတော့သွားတယ်ဆိုတာအမေဖေရဲ့မေတ္တာတရားကြောင့်ပါတဲ့ဘုသူရဲ့မေတ္တာတရားလဲမတန့်ရှင်းဘူးလားမဖြူစင်ဘူးလားမကြည်လင်ဘူးလားမအေးမြဘူးလားဒါကြောင့်မို့နှလုံး20နှုတ်ကြုံနှစ်ကိုတောက်ဆိုတယ်လျက်ကျင်နာတဏသူတို့သားကိုကျွေးမွေစောင့်ရှောက်တတ်သောကြောင့်ပောတမန္တိဟုသောကိုဂုံမနှပါရှိသွားပြီလေလေပိုနေပိုညင်ပန်းဟုကကြည်ပြလန်းဆိုမြတ်နိုးတဏတတိကြကိုကောင်းစားဆောင်မှယူရလေးမြစောင့်ရှောက်တတ်သောကြောင့်ပောတကဟုသောကိုဘာကုံနဲ့လဲပောတကဟုသောကိုလေပိုနေပိုညင်ပန်းဟုကကြည်ပြလန်းဆိုမြတ်နိုးတဏတတိကြကိုအပူဓာနဲ့နှိမ့်ဆက်လာတဲ့ကဩငါတတ်တယ်သိပြီးတော့ပင်မနေတယ်ဟဲ့တဖြတ်ဖြတ်ရလိခါပြီးတော့နေ
ကလေးဘဝပြန်ပြီးတော့စဉ်းစားကြည့်စားအေးဒါနေဇလကဩငါသားလေးတက်ပြီးတော့အေးပတ်တော့မယ်နွနွထားမှာဆိုပြီးရင်ခွက်နဲ့မှာပွေသိပ်ပြီးတော့သားတွေသမီးတွေကိုပြုစုခဲ့တယ်လှုပ်ကြွခဲ့တယ်စောင့်ရှောက်ခဲ့တယ်အပင်မခံပြီးတော့ပြုစုခဲ့တယ်လှုပ်ကြွခဲ့တယ်စောင့်ရှောက်ခဲ့တယ်ယူရခဲ့တယ်ဒါကြောင့်မို့လေဖို့နေဖို့ညင်ပန်းဟုကကြည်ပြလန်းဆိုမြတ်နိုးသနာသာတိကြကိုကောင်းစားဆောင်မှယူရလေးများစောင့်ရှောက်တတ်သောကြောင့်ပောတကဟုသောကိုဂုံပတပါရှိသွားပြီလေဘယ်သူရှိမှရှိတာလဲအဲ့ဒီဂုံတွေကိုသိတဲ့ချိန်ကစပြီးတော့မိဘနှစ်ပါးကိုပြုစုလိုက်စမ်းမှလှုပ်ကြွေးလိုက်စောင့်ရှောက်လိုက်စမ်းမှဂုံ၅ပါးရှိသွားပြီရှုဝဲလုံးစုံအာယုံသမျှလူလောကကိုပြတ်တတ်သောကြောင့်ဓာတ်သေးဓာရဟုသောကုံရှုဝဲလုံးစုံအာယုံဟုသမျှလူလောကကိုပြတ်တတ်သောကြောင့်ဓာတ်သေးဓာရဟုသောကုံတာယေဘုရားဘလို့ရှိခိုးရမယ်တာယေသမီးဘုရားဘလို့ရှိခိုးရမယ်ဆွမ်းတော်ဘလို့ကတ်ရမယ်ရေချမ်းဘလို့ကတ်ရမယ်တန်ဃာတော်တွေကြွလာတဲ့ကဘလို့ရှိခိုးရမယ်တာယေသမီးဆွမ်းတော်ဘလို့ကတ်ရတယ်ကွအဖိုးစကားနားထောင်ရဘွားစကားနားထောင်ရဘေးစကားနားထောင်ရတယ်အမေစကားနားထောင်ရတယ်အဖေစကားနားထောင်ရအမေစကားနားထောင်ရအကိုကြီးစကားနားထောင်ရမကြီးစကားနားထောင်ရတယ်လို့မိဘနှစ်ပါးသင်မပေးခဲ့ဘူးလားသင်ပေးခဲ့ရတယ်ရှုဝဲလုံးစုံအာယုံဟုသမျှလူလောကကိုပြတ်တတ်သောကြောင့်တတ်သေးဓာရဟုသောကုံဘုရားဘလို့ရှိခိုးရတယ်ဆွမ်းတော်ဘလို့ကတ်ရေချမ်းဘလို့ကတ်စီမိဘလို့ကတ်ဒါအဖိုးဒါအဖွားဒါအဖေဒါအမေဒါအကိုကြီးအမကြီးသူတို့စကားနားထောင်ရတယ်လို့မိဘနှစ်ပါးမျက်ထောင်တာသင်ပြီးတော့နေဓာတ်တေတရာဟုသောကောကိုတော်တို့ကလေးဘဝတုန်းကဆိုရင်အဖေရလေဦးဇင်းကိုပခုံးမတင်တာရေဖះဘောသွားရအောင်ဆိုဖះသွားကြဖះရောက်တဲ့အခါကျတာရေဖះဘလို့ရှိခိုးရတယ်ကွဆွမ်းတော်ဘလို့ကတ်တယ်ကြမလို့ကတ်တယ်သင်ပေးတာဖေရကလေးဘဝတုန်းကအဲ့လိုဘုရားဘိုးပြီးတဲ့အခါကျတော့ဖေရပခုံးမတင်ပြီးတော့ဘယ်လိုက်ပြတယ်လဲဆိုတော့ဇတ်တွေလိုက်ပြတယ်ဇတ်တွေကိုတော်တို့ကလေးဘဝတုန်းကဆိုရင်တာရေဟောတာကရွှေမန်းတင်မောင်းဟောတာကစိမ္မာတင်ဟောတာကပန္တာကြည်လင်းလိုက်ပြီးတော့ပြတယ်ဟောတာရွှေမန်းကြောအောင်လိုက်ပြီးတော့ပြတယ်အဲ့ဒီဟာစပြီးတော့ကိုတော်ကအနုပညာမှန်သမျှကိုတော်အကုန်ဝါသနာပါသွားဘေထိဆိုတဲ့အတန်ကြရင်ကိုတော်ရောက်ပြီဘယ်တော့ရောက်တယ်လဲဆိုနတ်ကနာဘွဲရတော့မချောင်းဒါမှမဟုတ်ဓမ္မဂရိကဖြစ်လာကြတာဘေထိဆိုတဲ့အတန်ကြားရင်ကိုတော်မနေနိုင်တော့ရောက်တော့တာပဲအရိယာစပြီးတော့ဝါသနာပါသွားတာဝါသနာပါသွားတော့ရုပ်ရှင်ဆိုလည်းရောက်ဇတ်ဆိုလည်းရောက်အော်တနေ့တော့ခါကြတော့မေးတာရုပ်ရှင်သွားကြည့်ရင်တာကိုပတ်စံပေးပါရော့ဓမ္မအဖေတောက်ပေးဦးလေရော့ဓမ္မဘယ်လောက်ရ9မူဘယ်လောက်ရတယ်လဲခိုးကဲကလေးတွေ9မူတွေ့တောင်တွေ့ဘူးပေါ့ဟုတ်တယ်မလားအဲ့ဒီ9မူယူပြီးတော့အမေကဘကွက်လေးကွာမစိုးတဲ့အင်ကြီးသေးလေးနဲ့ရုပ်ရှင်သွားကြည့်တယ်10ပြားပေးမိုးလင်းကြည့်လို့ရတယ်ကိုတော်တို့ကလေးဘွားတော့10ပြားပေးရသွားပြီးတော့ကြည့်ကိုတော်ကလေးဘွားတော့ဆိုထိုးခန်းကြိတ်ခန်းဆိုရင်အမတန်ဝါသနာပါတယ်ကြည့်ချစ်ခန်းကြိုက်ခန်းဆိုရင်အိပ်ပျော်ပြီဘုန်းကြီးတဲ့ကိုမတဲ့ဘူးဒါမှမဟုတ်ဘုန်းကြီးဖြစ်တာအဲ့တော့ချစ်ခန်းကြိုက်ခန်းဆိုရင်အိပ်ပြီအိပ်ပျော်သွားကလေးဆိုတော့အိပ်ပျော်သွားနိုးလာတဲ့အခါတရားနာပရိသတ်ပေါင်းတော်ပစိုးနဲ့အင်ကြီးဘယ်သူချွတ်ယူသွားမှမသိဘူးဟာလားနိုးလာတဲ့အခါကျတော့ပစိုးနဲ့အင်ကြီးဘယ်သူချွတ်သွားအဲ့ဒါနဲ့ကိုတော့လဲဝတ်เสียမရှိတာနဲ့သာသနာပေါင်းဝင်ရောက်တာအခုဆိုရင်ဟာလား43နှစ်ရှိသွားပြီအသက်ကဘယ်လောက်ရှိသွားပြီလဲ43နှစ်ရှိသွားပြီအဲ့တော့6နှစ်သားတဲ့ကသင်္ကန်းစီးတာဆိုတော့သာသနာတက်တံဘယ်လောက်ရှိသွားပြီလဲမ
မြန်မြန်ပို့နေလားမသိဘူးဗရနဲ့လေ30နဲ့9နှစ်သာသနာတည်းငယ်ပြူအစ်စ်ငယ်ပြူအစ်စ်အဲ့ဒါကိုတော့ပသိမ်ဘက်သွားတရားရှင်ဘုရားငယ်ပြူလားတောထွက်လာလို့လားမေးကျုပ်သားမကျုပ်မျက်နာကတောထွက်ရုပ်မြန်ပေါက်လို့လားဟုတ်လားကြမ်းကြမ်းဖမ်းပါလားသာသနာတည်းဘယ်တော့ရှိသွားပြီလဲ39နှစ်ငယ်ပြူအစ်စ်ဟုတ်လားယတနေ့ကပထမဘုကောဟောတယ်မလားဘုကောဘုကောကကိုယ့်တဲ့တစ်နှစ်ကြီးတယ်ဘုကောကကိုယ့်တဲ့တစ်နှစ်ကြီးတယ်သူကတစ်နှစ်ကြီးတယ်ဆိုတော့ကိုယ့်တဲ့အရင်စောစောသွားမှာဟာလားဘုကောဟာလားညီကိုလိုနေကြတယ်ဒါမို့ရှုဝဲလုံးစုံအာယုဟုသမျှလူလောကကိုပြတတ်သောကြောင့်ဓာတ်တိတာရဟုသောကုံမနှပါရှိပါပြီပရမဆုံးကုံကသူဟရယဟုသောကုံဗြဟ္မာကုံဇနိတိကုံပောတမန္တိကုံပောတကကုံဓာတိတာရကုံမနှပါလေဘယ်သူမှရှိတာလဲအဲ့ဒီဂုံနေသိတဲ့အချိန်ကစပြီးတော့မိဘနှစ်ပါးကိုပြုစုပါလူကြည့်ပါဆောင်းလျှောက်ပါတိုက်တွန်းခဲ့ပါလေနောက်တစ်ပါးကတွင်ပါဗေဒံယမံကင်းမြောက်သသမီတို့ဤပွားစီရင်တို့ရောက်အောင်ဆောင်းလျှောက်တတ်သောကြောင့်အာပါရကဟုသောကုံတွင်ပါဗေဒံယမံကင်းမြောက်သသမီတို့ဤပွားစီရင်တို့ရောက်အောင်ဆောင်းလျှောက်တတ်သောကြောင့်အာပါရကဟုသောကုံဗာရိသမီတွေဘေးကင်းကြပါစေရန်ကင်းကြပါစေဆိုရင်ကင်းကြပါစေကြောင်းကြကင်းကြပါစေစိလဲချမ်းသာကြပါစေကိုယ်လည်းကျမ်းမာကြပါစေဘေးပရာဝေးကွာကြပါစေဆိုတဲ့ဆန္ဒဖြင့်မိဘနှစ်ပါးတွေသားတွေသမီးတွေပါအမြဲထားဝရစောင့်ရှောက်ပြီးတော့နေကြတယ်မစောင့်ရှောက်ဘူးလားအသက်ဆုံးပြီးတော့ကာကွယ်ခဲ့တယ်ပြုစုခဲ့တယ်လှုပ်ပြခဲ့တယ်စောင့်ရှောက်ခဲ့တကယ်ဖြစ်ဖြစ်ပြောပြဘယ်မှာလဲဆိုတော့မန္တလေးမြို့မှာဘယ်မှာလဲမန္တလေးမြို့မှာမဆိုရင်ကျောင်းတိုက်ဆိုတာရှိတယ်တန်ခါအပါ1000လောက်ရှိတန်ခါအပါ1000တန်ခါသိပ်ပြီးတော့များတာအဲ့တော့တန်ခါတွေများတဲ့အတွက်ဒကမိုက်တယောက်ကကျောင်းဆောင်မယ်ဆိုပြီးတော့တရားနာပရိသတ်ပေါင်းသဲတွေလာပုံအဲ့သဲလာပုံတဲ့ကအဲ့ဒီသဲပုံပေါ်မှာဘယ်သူနေသလဲဆိုတော့ဘိုမဆိုတဲ့ခွေးမကြီးတကောင်နေတယ်ဘယ်သူနေတယ်လဲဘိုးမဆိုတဲ့ခွေးမကြီးတကောင်နေတယ်တန်ဃာတော်အပ1000ကဆွမ်းခံသွားပြန်လာတဲ့အခါဆွမ်းပုံပေးပြီးတဲ့အခါကျတော့ဆွမ်းကြဟင်းကြတွေကိုချပြီးတော့ကျွေးတယ်ဘုန်းကြီးတွေဘောကနေပြီးဘိုကြနေတဲ့အတွက်ကြောင့်ဘိုမဆိုပြီးနာမပေးတာဟုတ်တယ်မလားဘာဖြစ်လို့ဘိုမခေါ်တယ်လဲဘုန်းကြီးတွေဘောကဘိုကြတဲ့အတွက်ဘိုမဆိုနာမပေးတာလားတန်ဃာတော်တွေဆွမ်းခံသွားပြန်လာတဲ့အခါဆွမ်းပုံပေးပြီးတဲ့အခါကျတော့အဲ့ဒီဘိုမကြီးကိုကျွေးဘိုမကြီးစားအဲ့လိုနဲ့ပြုစုလုပ်ကြည့်စောင့်ရှောက်ရင်နေတာလိုက်တာတော်တော်လေးကြာတဲ့အခါကျတော့ဘိုမကြီးအရွယ်ရောက်လာတော့အိမ်အောင်ကြပါဘိုမကြီးဘာဖြစ်သွားလဲအိမ်အောင်ကြသွားတဲ့အခါသားတွေသမီးတွေရတယ်အဲ့လိုရလာတဲ့အခါကျတော့တရားနာပရိသတ်ပေါတော်ကောင်းများအဲ့ဒီဘုမကြီးကလေသားတွေသမီးတွေပုံမှာဘလောက်တောင်ချစ်တယ်လဲဆိုရင်တန်ဃာတော်တွေကျွန်းသုံးပုံပိတ်ပြီးကျွန်းနဲ့ကျွန်းကြံတဲ့ဟွန်းညာဟင်းညာတွေတွားပြီးတော့စားပြီးတဲ့အခါသူ့ရဲ့သားတွေသမီးတွေရှိပြန်လာပြီးတော့အံပြီးတော့ကျွေးရှာတာကြည်စမ်းအမေဖေရဲ့မေတ္တာတရားမတန့်ရှင်းဘူးလားတန့်ရှင်းတဲ့ဖြူရှင်းတဲ့ကြည်လင်းတဲ့အေးမြတဲ့မေဖေရဲ့မေတ္တာတရားတရားနာပရိသတ်ပေါင်းတော်ကောင်းတွေအလူတန်းနေမသွားဘူးလားသွားဘူးတဲ့နော်အဲ့တော့သွားဘူးတဲ့အခါကျတော့အလူတန်းနေဘုန်းကြီးကျောင်းနေသွားတဲ့အခါကျတော့လူတန်းချကျွေးဆိုရင်မဲစားပြီးတဲ့အခါကျတော့ဟုတ်တယ်မို့လားဟုတ်လားတကကြီးတွေဘယ်နဲ့လဲတော့မသိငါမြည်လေးတွေ့ဟုတ်တယ်မို့လားတကကြီးဟုတ်လိမ့်မယ်ဒီတရားတော်တကကြီးပြုံးနေဟုတ်တယ်မအဲ့ဒီတကကြီးနာမလို့ခေါ်တယ်အဲ့ဒီတကကြီးနာမဦးကျော်ဦးတောင်းကြီးတကတောင်းကြီးပေါ့ဟုတ်တယ်မို့လားတကတောင်းကြီးနည်းနည်းယူရဟုတ်တယ်မို့လားနည်းနည်းပါတော့ကဲဒါပါစို့
ပြီးတော့ကြွေးရှာတာတရားနာပရိသတ်ပေါင်းတို့ဟာမိဖေရဲ့မေတ္တာတရားအဲ့လိုနဲ့ပြည့်စုံလို့ကြွေးစောင့်ရှောက်ပြီးတော့နေလိုက်တာတနေ့တော့အခါကျတော့တန်ဃာတော်တွေစာတက်နေတဲ့အချိန်မှာမိုးသက်မုန်တိုင်းကြီးကြလာအဲ့လိုမိုးသက်မုန်တိုင်းကြီးကြလာတဲ့အခါကျတော့တဲဘုံကတဖြည်းနဲ့အီပြီးတော့ကြွအဲ့လိုအီပြီးတော့ကြလာတဲ့အခါဘုမကြီးကလေသူ့ရဲ့သားတွေသမီးတွေကိုတဲဘုံပြီးမှဆိုသူ့ရဲ့ခန္ဓာကိုယ်နဲ့ကာကွယ်ပြီးတော့ထားတာကြည်စားဒါပေမဲ့မိုးသက်မုန်တိုင်းကတပြေးတည်းပို့ပြီးတော့ပြင်းထန်လာတဲ့အခါကျတော့တရားနာပရိသတ်ပေါင်းတော့အဲ့ဒီမှာတဲဘုံကအီပြီးတော့ကြတာနောက်ဆုံးတော့ဘုမကြီးဒီတဲဘုံပြီးတော့ဘဝပြည့်စည်ကြရရှာတယ်ကြည်စားအသက်ဆွန့်ပြီးတော့ကာကွယ်သွားရှာတယ်အဲ့တော့တန်ဃာတော်တွေလည်းစားတက်လို့ပြီးပြီမိုးသက်မုန်တိုင်းကလည်းတိတ်သွားတဲ့အခါကျတော့တန်ဃာတော်တွေဟာတို့ရဲ့ဘုံမကြီးရှာစမ်းမအောင်ဟာဆိုပြီးတော့ဝိုင်းပြီးတော့ရှာလိုက်တဲ့အခါကျတော့ဘုံမကြီးသဲပုံပြီးတော့ဘဝပြည့်စည်နေသွားသူ့ရဲ့သားတွေသမီးတွေရှာစမ်းမအောင်ဆိုဝိုင်းရှာလိုက်တဲ့အခါသားတွေသမီးတွေတကောင်မှမပြည့်စည်ဘူးတရားနာပရိသတ်ပေါ့ကြည်စမ်းအသက်စွန့်ပြီးတော့စောင့်ရှောက်သွားတာကာကွယ်သွားတာအမေဖေရဲ့မေတ္တာတရားမတန့်ရှင်းဘူးလားအဲ့ဒါကိုမြင်ရတွေ့ရတဲ့ကိုရောလေးတစ်ပါးကစိတ်ထဲမှာမကြည်လင်လွန်းလို့ပောကဖြစ်လွန်းလို့အမေမြတ်တာစမ်းရည်ပြာနဲ့ပမာနိုင်ဆိုမပြောလို့ဘူးထောစမ်းတွေမှာခန္ဓာလို့အမေမြတ်တာစမ်းရည်ပြာနဲ့ပမာနိုင်ဆိုမပြောလို့ထောစမ်းတွေမှာခန္ဓာလို့ခုလောကမှာလေချိုးတော်ပုဂ္ဂိုလ်ရာမိဖေရဲ့မေတ္တာတရားကိုဘာနဲ့နှိုင်းရှင်ပြီးတော့နေကြတယ်လဲဆိုတော့စံရည်ပြားကြီးနဲ့နှိုင်းရှင်ပြီးတော့နေတယ်။ဘာနဲ့နှိုင်းရှင်ကြတယ်လဲ။စံရည်ပြားကြီးမကြည်လင်ဘူးလား။မတန်ရှင်းဘူးလား။မအေးမြဘူးလား။ငါကတော့လေအမိဖေရဲ့မေတ္တာတရားအဲ့ဒီစံရည်ပြားကြီးနဲ့မနှိုင်းရှင်ခြင်းမအဲ့ဒီစံရည်ပြားဆိုတာနှွေခါရောက်ရင်ခန်းချောက်တတ်ပါတယ်။နှွေခါရောက်ရင်အမေဖေရဲ့မေတ္တာတရားတွေပဲသောခါမှာသားရသမီးတို့မှခန်းချောက်ယူထုံးစံမရှိပါမျက်ထောက်တော့ကြည်လင်ပြီးတော့နေတယ်အေးမြပြီးတော့နေတယ်တန်ရှင်းပြီးတော့နေတယ်ဖြူစင်ပြီးတော့နေတယ်ဘယ်သောခါမှာသားရသမီးတို့ခန်းချောက်တယ်လို့မရှိပါဘူးအမေမြတ်တာလက်စန္ဒာနဲ့ပမာနိုင်ဆိုမပြောလို့ဘူးထောစံတိမ်လွာလွတ်တတ်လို့အခုလောကမှာလေချိုးတော်ပုဂ္ဂိုလ်ရာမိဖေတဲ့မေတ္တာတရားကိုဘာနဲ့နှိုင်းရှင်ပြီးတော့နေကြတယ်လဲလစန္ဒာကြီးနဲ့နှိုင်းရှင်ပြီးတော့နေကြတယ်ဘာနဲ့နှိုင်းရှင်ပြီးတော့နေတယ်လဲလစန္ဒာကြီးမကြည်လင်ဘူးလားမတန်ရှင်းဘူးလားမအေးမြဘူးလားဒါပေမဲ့လေအမေဖေရဲ့မေတ္တာတရားနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်အမေဖေရဲ့မေတ္တာတရားနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်အမေဖေရဲ့မေတ္တာတရားတွေသားတွေသမီးတို့ဘယ်တော့ခမှတိမ်လွှာလွှမ်းတယ်လို့မရှိပါလာဇန္တာကြီးကတခါတည်းတိမ်လွှာလွှမ်းတတ်တယ်တဲ့မိဘနှစ်ပါးရဲ့မေတ္တာတရားသားတွေသမီးတွေပေါ်ဘယ်တော့မှတိမ်လွှာလွှမ်းတယ်လို့မရှိပါဘူးမြတ်ထာဝရဖြူစင်ပြီးတော့နေတယ်တန်ရှင်းတယ်ကြည်လင်ပြီးတော့အေးမြပြီးတော့နေတယ်ဒါကြောင့်မို့တွင်ပါဗေဒံယမကင်းပြောက်သသမီးတို့ဤပွားစေခြင်းကိုရောက်အောင်စောင့်ရှောက်တတ်သောကြောင့်အာပါရကဟုသောကိုအသက်စွန့်ပြီးတော့မွေးခဲ့တယ်အသက်စွန့်ပြီးတော့ကျွေးခဲ့တယ်စောင့်ရှောက်ခဲ့တယ်သားတွေသမီးတွေဘေးပြဝေးကွာကြပါစေဆိုတဲ့ဆန္ဒဖြင့်မိဘနှစ်ပါးရဲ့သားတွေသမီးပါအမြဲတမ်းစောင့်ရှောက်ပြီးတော့နေတယ်မစောင့်ရှောက်ဘူးလားဒါကြောင့်မို့မိဘနှစ်ပါးပြိုကွဲသွားမှပျက်စီးသွားမှသိပြီးတော့နှမျောတယ်ဒါကြောင့်မို့ကိုရောကရွှေမြင့်မှုပြိုမှဆိုပါတယ်လို့ပြောတာမှန်ကြရလားဂုံမနှစ်ပါးရှိသွားပြီလေဂုံမနှစ်ပါးရှိသွားပြီလေပရမဆုံးဂုံကသူဟရယဟုသောဂုံဗြဟ္မာဂုံစနိတိဂုံဩတမန္တိဂုံဩတကဂုံဓတ္တိတာရဂုံအာပါရကဂုံမနှစ်ပါးလဲဘုရားရှိမှရှိတာလဲအဲ့ဒီဂုံနေသိပြီးတော့ပြန်ပြီးတော့ပြုစုပါလူကြည့်ပါဆွမ်းလျှောက်ပါ
ကိုလည်းညီကိုမောင်နှမရင်းပမာလည်းသဘောထားပြီးတော့ဒီတရားကိုကိုတော့ရွေးချယ်ပြီးတော့ဟောကြားခြင်းဖြစ်ပါတယ်နော်ဂုဏ်9ပါးရှိတာပြီနော်နောက်တစ်ပါးကကိုယ်စိတ်မချမ်းငေါမြေတန်းတာပင်ပန်းစိတ်ရင်နှုတ်ကြွကြွလျက်တေသခြင်းတော်ပြန်တာညင်ညွညင်နှစ်သိစေတာသောကြောင့်တေတယံဒီဟုသောကုံကိုယ်စိတ်မချမ်းငေါမြေတန်းတာပင်ပန်းစိတ်ရင်နှုတ်ကြွကြွလျက်တေသခြင်းတော်ပြန်တာညင်ညွညင်နှစ်သိစေတာသောကြောင့်တေတယံဒီဟုသောကုံသားရိသမီးတွေတခါတရံအပူဓာနှိစ္စလွန်းလို့တခါတရံအေးဓာနှိစ္စလွန်းလို့တခါလေဆာလွန်းလို့သားရိသမီးတွေကျူးကျူးပေါင်းငိုကြွကြအဲ့လိုငိုကြွတဲ့အခါမိခင်နဲ့ဖခင်နဲ့အိပ်ပါတော့သားရဲ့အိပ်ပါတော့သမီးရဲ့ဆိုပြီးတော့အေးအိုနဲ့အမေတေးဆိုပြီးတော့ချော့သိခဲ့တာအခုတည်းနားတဲ့ကမထွက်နိုင်ကြည်စမ်းကလေးဘဝတုန်းကတခါတည်းကြတာအမေချော့သိပြီမဲ့သားရိသမီးတွေအိမ်မပြောကြကြောင်ကြတယ်ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ပေးပါကွယ်ငါသားလေးကိုငါချော့သိပါမယ်ဆိုပြီးတော့အဖေကလေအေးဆိုပြီးတော့တေးဆိုပြီးတော့ချော့သိခဲ့တာခုတည်းနားတဲ့ကမထွက်နိုင်အဲ့လိုအဖေတခါသိအမေကတခါသိတခါလေအိပ်ပြောပြီးတော့သွားတခါလေအဖေသိပြီမဲ့မရတခါလေအမေသိပြီမဲ့မရအဲ့လိုမရတဲ့အခါကျတော့ကြကြောင်ကြတဲ့အခါကျတော့အဖွားဖြစ်တဲ့ပုဂ္ဂိုလ်ပေးပါကွယ်ငါမီးလေးကိုငါချော့သိပ်ပါမယ်ဆိုပြီးတော့အဖွားဆိုသိပ်သွားတဲ့တခြင်းချော့သိပ်သွားတဲ့တခြင်းအခုတည်းကိုတော့နားတဲ့ကနေမထွက်နိုင်အဖွားဆိုသွားတဲ့တခြင်းတဆိုင်ဆိုင်ကဲနဲ့သွားလိုက်ကြတာရွှေရောင်ကကြည်တနခီးတယ်ဖွားကြီးဆိုတော့မပိကလာဆိုတာတော်တော်နားထောင်ကောင်းတာတဆိုင်ဆိုင်ကဲနဲ့သွားလိုက်ကြတာရွှေရောင်ကကြည်တနခီးတယ်ပစောချလဲလဲနဲ့ခရီးတယ်ဘယ်မှာအိမ်မယ်မောရိပ်ပေါ်ကွယ်အဖွားဆိုသွားတယ်တခြင်းတော်တော်ကောင်းတာတရားနာပြိတ္တငါကတော့ကဒီတရားရဲ့အဓိပ္ပာယ်ကိုတော့မသိဘူးအခုအသက်ရွယ်နည်းနည်းထောက်လာတဲ့အခါကျသိလာဘာဖြစ်လို့လဲဆိုတော့တရားပြည့်ဖို့60လို့သိတယ်တရားပြည့်ဖို့ဘယ်လောက်လဲ60ဆိုတော့နည်းနည်းအိုမင်းမစွမ်းဖြစ်လာပြီပေါ့နော်အဖွားဆိုသားတဲ့သချင်းတွေတဆိုင်ဆိုင်ကဲနဲ့သွားလိုက်ကြတာရွှေရောင်ကကြည်တနခီးတယ်စိုက်တန္တရခီးတယ်လေအခုတရားနာနေတဲ့ပုဂ္ဂိုလ်တွေဘာခီးတယ်လေမလီတန္တရခီးစိုက်နဲ့ခီးဆက်တယ်တဆိုင်ဆိုင်ကဲနဲ့သွားလိုက်ကြတာရွှေရောင်ကကြည်တနခီးတယ်ပစောချလဲလဲနဲ့ပစိုးကမလုံးတစ်လုံးနဲ့တန္တရခီးတယ်ဒီပစိုးကမလုံးတစ်လုံးနဲ့ဟိုဘက်လက်ဝက်လိုက်ဒီဘက်လက်ဝက်လိုက်မှန်ကြရလား၅ပါးသီလကမလုံးတစ်လုံးနဲ့တန္တရခီးတယ်ဒီ၅ပါးသီလလုံးကြုံကြရလားပါဏာတိပါဒတက္ကတောင်းကြီးပါဏာတိပါဒဟုတ်တယ်မဟုတ်လားအာဒိဏဒါနမုဒ္ဒဝါဒကာမေတုမိစ္ဆာသဒတုရမေရယအကုန်လုံးမထူပါဘူးနော်တန္တရခီးတယ်၅ပါးသီလကမလုံးတစ်လုံးနဲ့စိုက်နဲ့ခီးဆက်နေကြတာခုတရားနာပြိတ္တ၅ပါးသီလလုံးလို့လားတဆိုင်ဆိုင်ကဲနဲ့သွားလိုက်ကြတာရွှေရောင်ကကြည်တနခီးတယ်ပစောချလဲလဲနဲ့ခရီးတယ်ဘယ်မှာအိမ်မယ်မောရိပ်ပေါ်ကွယ်ဘယ်မှာအိတ်ကြမလဲတဲ့တန္တရာခိတဲ့၅ပါးသီလမလုံးတစ်လုံးနဲ့တက္ကတောင်းကြီး၅ပါးသီလကမလုံးတော့ဘယ်မှာသွားအိတ်မလဲလူပြည်သွားမလားနတ်ပြည်သွားမလားဗြဟ္မပြည်သွားမလားဒေအိုးသွားမလားသိရလားမသိဘူးတဲ့၅ပါးသီလမလုံးလုံးတဆိုင်ဆိုင်ကဲနဲ့သွားလိုက်ကြတာရွှေရောင်ကကြည်တနခီးတယ်
ပဇောချလဲလဲနဲ့ခရီးတဲ့ဘယ်မှာအိမ်မယ်မောရိပ်ပေါ်ကွယ်မိုးချုပ်တော့မယ်တဲ့တက္ကတောင်းကြီးမိုးချုပ်တော့မယ်ဒီကနီးလာပြီပေါ့နော်တက္ကတောင်းကြီးအသက်ဘယ်လောက်ရှိသွားပြီလဲ60နဲ့68လားဩဘာလို့လဲမိုးချုပ်တော့မယ်ဟာတက္ကတောင်းကြီးနော်68ဆိုတော့ဘုရားဟောဒေသနာယဆိုတော့84နဲ့80နဲ့ဘယ်လောက်လဲ4နှစ်ဆိုတော့အခုတက္ကတောင်းကြီးရဲ့အသက်က68နဲ့8ဆိုတော့ဘယ်နှစ်ကြံသေးလဲဘာလို့လဲ6နှစ်ပဲကြံတော့တက္ကတောင်းနီးတော့နီးလာပြီဟုတ်တယ်မလားမကြောက်ပါနဲ့ဘယ်လောက်နေရအောင်မလဲ6နှစ်တောင်မှနေမှနေရတော့ဘာဖြစ်လို့လဲဆိုတက္ကတောင်းတရက်မှာဘယ်နှစ်နာရီရှိတယ်လဲ24နာရီရှိတယ်12နာရီကအိတ်တဲ့ချိန်ကသေတဲ့ချိန်ပဲအိတ်တဲ့ချိန်ကကျန်တဲ့12နာရီအသက်ရှင်တဲ့ချိန်ပေါ့ဒါ6နှစ်ကိုထောက်ဝဝလိုက်မယ်ဆိုရင်တက္ကတောင်းအသက်ဘယ်လောက်ရှိသေးလဲသိမလို့တော့3နှစ်ပဲမိုးချုပ်တော့မယ်တက္ကတောင်းကြီးမကြောက်ပါနဲ့နော်တက္ကတောင်းအသက်ဘယ်လောက်နေအောင်မလဲ3နှစ်ပဲနေရအဲ့ဒီ3နှစ်တောင်မှနေရမှနေရတော့မှာထိုးပါပို့မှာပို့တော့မြန်ပို့တော့ကောင်းမှာဘာဖြစ်လို့လဲဆိုတော့ဒေရသမန္တသယေပါလာယေသပဏိတာအာထာဇေဝတလိတ္တာသသဗ္ဗေမေစုပရယနာသိခြင်းတရားဆိုတာကြီးတယ်ငယ်တယ်ရွယ်တယ်လို့သတ်မှတ်ချက်ရှိရလားသတ်မှတ်ချက်မရှိဘူးကြီးတဲ့ပုဂ္ဂိုလ်လည်းသိတာငယ်တဲ့ပုဂ္ဂိုလ်ရွယ်တဲ့ပုဂ္ဂိုလ်လည်းသိတာအခုတခါကြီးတောင်းက3နှစ်ပဲကျန်တော့အဲ့ဒီ3နှစ်တာမှနေရမှနေရဘာဖြစ်လို့လဲဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကဖလာနာမိဝဗကန္တနေသပတနာတောပယံဧဝံဇာဒနာမေဇာနာနေသမရဏတောပယံဘိက္ခဝေယံတော်များဥချက်သားတို့ဘကန္နမဲ့ပြော၍နေကြကုန်သောဖလာနာတေတိတို့အားပတနာတော်ကြွေကြခြင်းဆိုတဲ့ဗျံဘေးသည်နေသမျက်ဇာတိဖြစ်ပေါ်၍လာကြလေကုန်ပြီမဲ့နေတဲ့တေတိတွေအချိန်မရွေးကြွေသွားနိုင်တယ်မဲ့နေတဲ့တေတိတွေကကြွေကြခြင်းဆိုတဲ့ဘေးအမျက်ထားတာတွေ့ကြုံနေရမှန်တယ်မို့လားဘေကဝေယံတော်များကိုချက်သားတို့ဧဝမေဝပမာဏံယူထို့သူတလျံဇာဒနာပฏิသန္တိနေကြကုန်သောမေဇာနံတတ္တဝါတို့အားမရဏတော်တရားခြင်းဆိုတဲ့ဗျံပိတိနေသမျက်ဇာတိဖြစ်ပေါ်လာကြတယ်ကုန်ပြီမဲ့နေတဲ့တေတိတွေအချိန်မရွေးကြွေသွားနိုင်တယ်လို့ဇာတိရှိတဲ့တတ္တဝါတွေအချိန်မရွေးသေသွားနိုင်တယ်ဒါကြောင့်မို့တက္ကတောင်းကိုပြောတာ3နှစ်နေမှနေရတော့ဟုတ်တယ်မို့လားကြောက်တော့မကြောက်ပါနဲ့ဘာပြုလို့လဲဆိုတော့တက္ကတောင်းကြီးဘုရားရှင်ကိုရောမြတ်ကြီးကတာယမေကေနဒိဋ္ဌံဒီပါတော်ဒိဋ္ဌာဘုဇနာပါတော်ဧကေနဒိဋ္ဌံဒီတာယဒိဋ္ဌာဘုဇနာဘေကဝေယံတော်များဥချက်သားတို့ပါတော်မနတုံးငါဒိဋ္ဌာမြင်တွေ့နေရကုန်သောဘုဇနာများစွာကုန်သောလူအပေါင်းတို့သည်တာယညနေချမ်းချင်းကြတော့နဒိဋ္ဌံဒီမမြင်ရမတွေ့ရတော့ပါတကားမနတုံးငါတွေ့တယ်ညနေကျတော့မရှိတော့ရှိသေးရဲ့လားရှိတော့တာယညနေချမ်းချင်းတော်အဒိဋ္ဌာမြင်တွေ့နေရကုန်သောဘုဇနာများစွာကုန်သောလူအပေါင်းတို့သည်ပါတော်မနဲ့ရောက်တဲ့အခါကျတော့နဒိဋ္ဌံဒီမမြင်ရမတွေ့ရတော့ပါတကားမနေ့တုန်းကတွေ့တယ်ညနေမရှိဘူးညနေတုန်းကတွေ့တယ်မနေ့ကျတော့မရှိဘူးမမြန်ဘူးလားမြန်တယ်အခုတခါတောင်းကြည့်မတွေ့ရဘူးလားအခုညနေပဲတွေ့ရတယ်မနေ့ကျတော့ရှိမှရှိတော့မှာသေခြင်းတရားဆိုကြီးတယ်ငယ်တယ်ရွယ်တယ်လို့တတ်မှတ်ချက်မရှိဘူးရှိရလားမရှိဘူးဒါမှမဟုတ်ကိုရောပြောတာပဲကတခါတောင်းကြည့်ရရင်သိရင်သိမယ်ကိုရောတော့နောက်မှသိရင်သိမယ်ဒါပြောလို့မရပြောလို့ရသလားတက္ကတောင်းကြီးရရင်သိရင်သိမယ်ကရောတော်နောက်မှသိရင်သိမယ်ကရောနောက်မှသိပြီးတော့တက္ကတောင်းကြီးရရင်သိရင်သိမယ်အထူးမြန်မြန်ပို့တာကောင်းပါမကြောက်ပါနဲ့
တဆိုင်ဆိုင်ကနဲ့သွားလိုက်ကြတာရွှေရောင်ကကြည်တနက်ခီးတယ်ပစောချလဲလဲနဲ့ခရီးတဲ့ဘယ်မှာအိမ်မဲမောရိပ်ပေါ်ကွယ်တဲ့မိုးချုပ်တော့မယ်တကတောင်းရဲ့မှန်ရလားကဲလိုက်ဆိုစမ်းမှာမိုးချုပ်လူပြီခရီးသည်ဘယ်စီဌာနအိပ်ပါမယ်မိုးချုပ်လူပြီခရီးသည်ဘယ်စီဌာနအိပ်ပါမယ်ကဲဆိုစမ်းမှာမိုးချုပ်လူပြီခရီးသည်ဘယ်စီဌာနအိပ်ပါမယ်တကားတောင်းရေမိုးချုပ်တော့မယ်ဘယ်မှာသွားအိပ်မလဲတကားတောင်းရေဘယ်မှာသွားအိပ်မလဲမသိသေးဘူးဟုတ်တယ်မလားနတ်ပြည်သွားမလားဗြဟ္မာပြည်သွားမလားနိဗ္ဗာန်သွားမလားလူပြည်သွားမလားဒေအိုသွားမလားတကားတောင်းကြီးနော်ကဲလိုက်ဆိုအထုပ်ကိုစီထန်းကာချီဘယ်လန်းစီတို့သွားပါမယ်အထုပ်ကိုစီထန်းကာချီဘယ်လန်းစီတို့သွားပါမယ်ကဲဆိုစမ်းမှာမှန်ရလားအခုတရားလာနာတာဘာလုပ်တာလဲထုတ်တာတရားလာနာတာဘာလုပ်တာလဲဟောဒါနပြုတာလဲသီလဆောက်တည်တာတရားနာတာတရားအထုတ်တာတရားပွဲတွေလုပ်တာဆွမ်းနေလောင်းတာဒါပြန်ကောင်းမှုကုသိုလ်လုပ်တယ်ဆိုတာဘာလုပ်တာလဲအထုတ်တဲ့နေရာမှာတန့်တန့်ရှင်းရှင်းစင်ကြင်ကြဲထုတ်ကြတန်တန်ရှင်းရှင်းစင်စင်ကြဲကြဲထုတ်ဗျံပရာမထုံးနဲ့ဗျံပရာထုတ်ရင်ဗျံပရာဘဝသွားတတ်တယ်မှန်တယ်မို့လားတန်တန်ရှင်းရှင်းစင်စင်ကြဲကြဲထုတ်ကြကြာကြာနာနာထုတ်တာတဲ့ပုဂ္ဂိုလ်ကြာကြာနာနာဖြီးစားရုံပဲဗျံပရာထုတ်တာတဲ့ပုဂ္ဂိုလ်ဗျံပရာဘဝသွားမှာပဲကြားလားဒါကြောင့်မို့တဆိုင်ဆိုင်ကနဲ့သွားလိုက်ကြတာရွှေရောင်ကကြည်တနက်ခီးတယ်ပစောချလဲလဲနဲ့ခရီးတဲ့ဘယ်မှာအိမ်မဲမောရိပ်ပေါ်ကွယ်ရိတ်ခငယ်သာအိတ်တံကိုသည်ရှားကြတယ်ဘာရှားတာလဲအခုတရားလာနေတယ်ဆိုတော့တရားနာပရိသတ်ဘာလာရှားတာလဲအိတ်တံလာရှားတာနော်မလေးဒါနပြုတာဆိုလဲသီလဆောက်တည်တာတရားနာတာတရားအထုတ်တာဆွမ်းလောင်းတာဟောကုသိုလ်မှန်သမျှလှုပ်တာအိတ်တန်းရှာတာမှန်ကြရလားယုံယုံကြည်ကြည်ပြန်လှုပ်ကြနော်ရိတ်ခငယ်သာအိတ်တန်းကိုသည်ရှာကြတယ်မြိုင်ဟေမသီလာဥမာကွယ်လင်းပြာတွေကမြူလို့အဖွားဆိုသွားတဲ့တခြင်းတလုံးမေ့ကိုမမေ့ဘူးတော်တော်ကောင်းတာနော်ဒါကြောင့်မို့ကိုယ်စိမ်မချမ်းငုံမြည်တန်တာပင်မစိမ်ရင်တို့ကြွကျွလည်းရဲ့တေသချင်းတို့ဖြင့်တာညင်ညွင်ရင်နှစ်သိစေတတ်သောကြောင့်တေတယံတိဟုသောကိုမနှပါရှိသွားပြီလေဘယ်သူရှိမှရှိတာလဲအဲ့ဒီဂုံတွေကြည်ပြီးတော့ပြန်ပြီးတော့ပြုစုကြလုံကြည့်ကြစောင့်ရှောက်ကြနော်မိဘနှစ်ပါးပြိုကွဲသွားမှာပျက်စီးသွားမှာသိနှမျောတယ်တရားနာပရိသတ်တွေလောကမှာစားထုတ်လို့မရစားထုတ်လို့ရသလားမရဘူးဒါတည်းလားမဟုတ်သေးဘူးအကျိုးများဒုဗ္ဗဆောင်ကြမဇ္ဇတသောကြောင့်ပုပ္ပဒေဝတာဟုသောကုံအကျိုးများဒုဗ္ဗဆောင်ကြမဇ္ဇတသောကြောင့်ပုပ္ပတဒေဝတာဟုသောကုံကဲတရားနာပရိသတ်ပေါင်းတော်ကောင်းအခုလိုအရွယ်ရောက်လာအောင်ဘုရားစောင့်ရှောက်ခဲ့တယ်လေမိဘနှစ်ပါးမစောင့်ရှောက်ဘူးလားပညာတတ်ပုဂ္ဂိုလ်တွေဖြစ်အောင်ဘယ်လိုစောင့်ရှောက်တာလဲ
ကြီးပွားလာအောင်ချမ်းသာလာအောင်ပညာရပုဂ္ဂိုလ်ဖြစ်အောင်အရွယ်ရောက်လာအောင်တခြားမကြည့်နဲ့ကိုတော်တို့ကြည့်အခုတရားဟောနိုင်နေဆိုတာဘုရားကျေးဇူးလဲတရားဓမ္မတွေပူဇော်ခြင်းခါတာဘုရားကျေးဇူးလဲတရားဓမ္မတွေကိုဆုံးမနိုင်တာဘုရားကျေးဇူးလဲကြည်စမ်းဒီလိုအရွယ်ရောက်လာအောင်ဒီမိဘနှစ်ပါးစောင့်ရှောက်ခဲ့တာသိကျေးဇူးများတယ်ကျေးဇူးမများဘူးလားကျေးဇူးများတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြို့သားတယောက်ကအရှင်မြတ်ကပြောတယ်မိဘကျေးဇူးပြောတယ်အမျိုးသားတယောက်ဗျာတဲ့ချို့တက္ကမိုက်တယောက်ကသူ့ရဲ့သားလေးကိုမွေးပြီးတော့အမိုက်ပုံပေါ်စွန့်ပစ်ပြီးတော့သွားတယ်ဗျာဒါမိဘစင်သွင်းလို့ဖြစ်ပါမလားဒါမိဘစင်သွင်းလို့ဖြစ်ပါမလားတဲ့အဲ့ဒီမျိုးသားလေးလာပြီးတော့မေးတယ်အဲ့လိုမေးတဲ့အခါမောင်ညံထွန်းဘုဇွန်တောင်ဘက်ကမောင်ညံထွန်းလာမေးတယ်အဲ့တော့မေးတယ်မောင်ညံထွန်းလို့အသက်စွန့်ပြီးတော့မွေးပြီးတာကိုပဲမင်းကျေးဇူးတင်တယ်ပါတယ်အသက်စွန့်ပြီးတော့မွေးပေးတာကိုပဲကျေးဇူးတင်သင့်ပါတယ်ကွာလို့အမိုက်ပုံမှာစွန့်ပစ်ခြင်းခံရတယ်ဆိုတာအဲ့ဒါမိဘရဲ့အပြစ်မဟုတ်ပါဘူးအဲ့ဒီကလေးမှာဝကြွေးပါလာလို့ပါကွာဘာပါလာတယ်လဲဝကြွေးပါလာတဲ့တရားနာပရိသတ်ဇတိလဘယ်နှကြိမ်ရေမျောခံရတယ်လဲရေမျောခံရတယ်အာနန္ဒတတိအမိုက်ပုံမှာစွန့်ပစ်ခြင်းခံရတယ်ဝကြွေးပါလာတာဘာပါလာတယ်လဲအေးဒါမို့တရားနာပရိသတ်မိမိကိုအသက်စွန့်ပြီးတော့မွေးပေးလိုက်တာကိုပဲကျေးဇူးတင်တယ်မှန်တယ်မို့လားဒါကြောင့်မို့တရားနာပရိသတ်ပေါင်းတော်ကမိဘနှစ်ပါးကိုတက်ရှိထင်ရှားရှိတဲ့အချိန်မှာပြန်ပြီးတော့ကျေးဇူးဆက်ကြဒီလိုအရွယ်ရအောင်စောင့်ရှောက်ကြတာမိဘကျေးဇူးကဲကြီးပွားလာအောင်ချမ်းသာလာအောင်ပြည့်စုံလာအောင်စောင့်ရှောက်ခဲ့တာလည်းမိဘကျေးဇူးဒါကြောင့်ပြန်ပြီးတော့ကျေးဇူးဆက်ပါဦးဇင်းတိုက်တွန်းခဲ့ပါတယ်နော်ဂုဏ်မတစ်ပါးရှိသွားပြီလားကိုပါပရမဆုံးဂုဏ်ကသူဟရိယဟုသောဂုဏ်ဗြဟ္မာဂုဏ်ဇနိတိဂုဏ်ပောတကဂုဏ်ပောတမန္တိဂုဏ်ဓာတိတာရဂုဏ်အပါရကဂုဏ်ဟုတ်တယ်မလားဒါပြီလေဂုံကိုပါပြန်ကောက်ကြအောင်ဆိုမေ့သွားဟုတ်တယ်မလားပြုံးဆိုတော့မေ့တာပေါ့ဟုတ်တယ်မလားကဲတခါသားကြီးပရမဆုံးဂုံကဘာဂုံနဲ့လဲသူဟရိယဒုတိယကဗြဟ္မာဂုံဇနိတိဂုံပောတကဂုံပောတမန္တိဂုံဓာတိတာရဂုံအပါရကဂုံတေတယန္တိဂုံပုဗ္ဗဒေဝတာဟုသောဂုံတခါတော့ဘယ်နှဂုံရှိပါပြီလဲပြုံးဆိုတော့ तू လည်းမေ့နေသေးတယ်ကြာမမေ့ဘူးလားမေ့တာပေါ့ဒကမိုင်းနာမဘယ်လိုခေါ်တယ်တခါတော့ဒကမိုင်းနာမဘယ်လိုခေါ်တယ်မဒါကြောင့်မမေ့တော့တာဒါမေ့သူဓမင်းငတ်မှာဟုတ်တယ်မလားဟုတ်တယ်မလားကောမနပါလေဆရာမြတ်ဓမ္မအနန္တိငရွယ်လေးကကြနာပြုပြင်သွန်သင်ပြတာဆုံးမတတ်သောကြောင့်ပုပ္ပစရိယဟုသောကိုဆရာမြတ်ဓမ္မအနန္တိငရွယ်လေးကကြနာပြုပြင်သွန်သင်ပြတာဆုံးမတတ်သောကြောင့်ပုပ္ပစရိယဟုသောကိုလက်ဦးဆရာမြည်လိုက်စွာပုပ္ပစရိယမိနစ်ပါတာယေဘုရားဘယ်လိုရှိခိုးရမလဲသမီးရေဘုရားဘယ်လိုရှိခိုးရမလဲဆွမ်းတော်ဘယ်လိုကရေချမ်းဘယ်လိုကရမလဲတန်ဃာတော်တွေကြွလာတဲ့ကဘယ်လိုရောသေးသေးလေးဆဆရှိခိုးရမလဲဆွမ်းဘယ်လိုလုံးရတယ်ပါရေချမ်းဘယ်လိုကရတယ်အဖိုးစကားနာတာအဖွားစကားနာတာအဖေစကားနာတာအမေစကားနာတာရမယ်သင်မပေးရဘူးလားသင်ပေးရမယ်တရားနာပရိသတ်ပေါင်းတော်ကောင်းများသားတွေသမီးတွေကိုတရားနာပရိသတ်ပေါင်းတော်ကောင်းများလိမ္မာစေခြင်းနဲ့ဆိုရင်အခုတရားပွဲလာတဲ့သားကြီးလိုက်ခဲ့သမီးလိုက်ခဲ့
ဇာရိတ္တပျက်စီးလောကကြီးဘာသာစည်းနဲ့တာအခုလောကဇာရိတ္တပျက်စီးတဲ့လောကဘာလောကလဲဇာရိတ္တပျက်စီးတဲ့လောကတရားနာပရိသတ်ပေါင်းတော်ကမြအခုဝိသင်ပြောလိုက်မယ်ဆိုရင်အသက်40အောက်ကောင်းနေမြန်မြန်အသက်တိုမခဲ့ခုခေတ်ကဟုတ်တယ်မလားအကြီးအသက်40အောက်လူငယ်တွေအသက်တိုတဲ့ခေတ်40ကျော်50နီးကြမှာစိတ်ချရတယ်ဟုတ်တယ်မလားအဲ့ဒါဆိုတက်တန်းစီနေရမယ်40အောက်ဆိုစိတ်မချဘူးမြန်မြန်ကြွမယ်သတိထားကြခုခေတ်ကဇာတိတပျက်စီးတဲ့လောကအရက်ဆိုင်ကြည့်ရင်လူငယ်တွေဟေးလာပါလားလူငယ်တွေလည်းမဟုတ်ဘူးလူကြီးတွေပါလာခါကြမဲကိုတော့တရားဝင်နေစဉ်သွားတဲ့ခါဘီယာတိုင်ကြည့်ရမှာမထိတ်တွေကပြောင်းနေပြီကျမမဲဘီယာလေးဟဲလိုက်သေးတယ်တို့လားသူတို့လည်းမြန်မြန်ကြွမှာပဲကြားလားကဲဇာတိတပျက်စီးလောကကြီးဘာသာပြန်ဇာတိတပျက်စီးတဲ့လောကခုလောကအဲ့ဒါကြောင့်မတရားနာပဲသားတွေသမီးတွေကိုလိမ္မာစီခြင်းနဲ့ဆိုရင်ဘာသာရေးတရားကိုများသိမ့်သွင်းပေးရမယ်လူငယ်တွေကလည်းဘာသာရေးတရားကိုများလုပ်ပေးရမယ်ကဲဘာသာရေးတရားနဲသွားတာနဲ့တရားနာပရိသတ်ပေါင်းအဲ့ပုဂ္ဂိုလ်ဘဝပြတ်တယ်တခြားလူမဟုတ်ကိုတော့ယဟမရဲ့သားမိခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကလေသားဖြစ်သိမ့်ပြီးတော့လိုလိုက်တာဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ဆုံးပါတယ်မိခင်ဖြစ်ကာစီမြတ်ထားတာကာစီလုပ်တယ်ကာစီမြတ်ထားတာကာစီပဲဒီခါကျတရားနာပရိသတ်ပေါင်းတော်ကောင်းများအဲ့တော့ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ဆုံးပါတယ်တနေ့တော့ခါဆုံးမတဲ့အခါကျတော့ပြောမရတော့ကတိကပဲလို့တော့ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်နဗန်ထကျင့်တာခမရကျုပ်နဗန်ကျင့်တယ်ပေါ့ဆိုတော့ဖခင်ကိုလက်သီးနဲ့ထိုးပြီးနဗန်လုံးတာတရားနာပရိသတ်ဖအေးကိုနဗန်ပြန်လုံးတာဖေးကိုပြန်ထိုးတာအဲ့ဒီကောင်ဘဝပြည့်စည်ပြီသွားနလမထူတော့ဘူးသွားဟုတ်လားအမတန်ဘဝပြည့်စည်သွားပြီအဲ့ကောင်ဥစဉ်ရဟမရတာဘဝပြည့်ပြီသွားနလမထူတော့ဘူးအဲ့ကောင်မာတာပိတုနာဝဆနာအကရောတိနရာဣဒဝိနာတံဣဒလောကသမယံတိပစ္ဆပိတုကတေဣဒလောကေဤလောက၌မာတာပိတုနာမိခင်ဖခင်ရှိသူရှင်တို့ရဲ့ဝဆနာအကျိုးစီးပွားလိုလားဆုံးမအပ်သောစကားကိုအကရောတိမလိုက်မနာထင်ရကိုမပြုခြင်းကြသောနရာသားစုသမီးတို့တန်တိရှိကြလေကုန်ပြီမရှိဘူးလားမိဘစကားနားမထောင်တဲ့သားစီသမီးတွေမရှိဘူးလားတေထောပုဂ္ဂိုလ်တို့သည်ပစ္ဆတုံလောကဟောနောက်ဘဝ၌ဒုက္ခတေမကောင်းသူတို့လာရပယ်လေရွာသို့ယန္တိကတိကောင်းနဲ့ကြာရောက်ခံစားကြရလေကုန်တော်တည်းဘဝပျက်စီးတတ်တယ်ပျက်စီးကြောင်းတရားတွေကိုဟိုမိတုံးလမ်းမှာဟောမှာကြားလားမိတုံးလမ်းကြမှာဟောမယ်2ရက်နေ့ဟာလားဒီဇင်ဘာ2ရက်နေ့ကြာမိတုံးလမ်းမှာဟောမယ်အဲသွားကြစို့အဲ့လိုသားတွေသမီးတွေရိုင်းဆိုင်တာဘာအကြောင်းလဲဆိုမိဘနှစ်ပါးသားတွေသမီးတွေကိုဘာသာရေးတရားမသိမ့်သွင်းခဲ့လို့သားတွေသမီးတွေရိုင်းဆိုင်တယ်ဆိုတာဘာသာရေးရှိလို့လားမရှိလို့လားအဲ့တော့သားတွေသမီးတွေရိုင်းဆိုင်တာဘသူအချိုးမပြည့်လို့ဆိုမိဘနှစ်ပါးအချိုးမပြည့်လို့မိဘတွေကလည်းဘာသာရေးတရားနဲလို့တော့ပါပဲလားဆရာများဓမ္မအနန္တိငရောလေးကကြာနာပြုပြင်သွန်သင်ပြသဆုံးမတတ်သောကြောင့်ပုပ္ပစရိယဟုသောဂုဏ်လိမ္မာအောင်သွန်သင်ဆုံးမဂုဏ်မနှပါရှိပါပဲလားဒါတယ်လားမဟုတ်သေးဘူးတဲ့မိယောဗလာယရဏရွှေငွေလျာမြေကိုအမွေခံတဲ့ဆံရဲစေကဖြစ်စဉ်ကဟုကြာနာသိမ့်သည်စောင်းရှောင်းတတ်သောကြောင့်ဂောပယန္တိဟုသောဂုဏ်မိယောဗလာယရဏရွှေငွေလျာမြေကိုအဖိုးလက်ထက်ကကျန်တဲ့ပစ္စည်းတွေအဖွားလက်ထက်ကကျန်တဲ့ပစ္စည်းတွေမပြိုကွဲအောင်ဘယ်သူထိမ့်သိမ်းခဲ့တယ်လဲစောင့်ရှောက်ခဲ့တယ်လဲဆိုတော့မိဘနှစ်ပါးထိမ့်သိမ်းခဲ့တယ်စောင့်ရှောက်ခဲ့ဘာပြုလို့ထိမ့်သိမ်းခဲ့တယ်လဲစောင့်ရှောက်ခဲ့တယ်ဒီသားတွေသမီးတွေကိုကျွေးခြင်းလွန်းလို့ပေးခြင်းလွန်းလို့သားတွေသမီးတွေအခက်ခဲဖြစ်လာရင်ဘယ်သူပဲကျွေးတာလဲဘယ်သူစောင့်ရှောက်တာလဲဘယ်သူထောက်ပံ့ပေးတာလဲကြည်စမ်းအမေဖေရရဲ့ရိတ်အာဝါဒအောင်မိဘနှစ်ပါးရဲ့အရေးအာဝါဒအောင်မှာနေရတဲ့သားတွေသမီးတွေမအေးမြဘူးလားစားဖို့လဲဝတ်ဖို့ရောသုံးဖို့ရောဖြုံးဖို့ရောအရက်ဖို့ရောမပူရ
အမေဖေတွေကရိတ်အာဝါဒအောက်မှာနေရတဲ့သားတွေသမီးတွေစားဖို့လည်းမဝတ်ဖို့သုံးဖို့ဖြုံးဖို့အရက်ဖို့အစမပူအောင်ဘလောက်အေးမြတ်တယ်နော်ကဲမိဘနှစ်ပါးအသက်အရွယ်ကြီးလာလို့အိုမဲမစွမ်းဖြစ်လာတော့သားတွေသမီးတွေရဲ့အရိပ်အာဝါဒအောက်ရောက်သွားပြီဆိုရင်သိပ်ပြီးတော့ပူတာပဲမပူဘူးလားစားဖို့လေဝတ်ဖို့ရောသုံးဖို့ရောလူဖို့တန်းဖို့ရောပူရတယ်ဒါမို့ပူသောအရေးတဲ့ဗျာဘာရိပ်တယ်လဲစာရစာအင်းလည်းအမှုမှုပြောသွားတာစကားလေးတစ်ခေါက်ပူသောအရေးတဲ့ဘာရိပ်တယ်လဲမိဘနှစ်ပါးတွေသားတွေသမီးတွေရိပ်အာဝါဒအောက်မှာနေရတာမပူဘူးလားတရားနာပိဋကတဲ့စားဖို့လည်းပူရတယ်ဩငါသားတွေငါတွေအစင်းမပြေးပါမလားဟာလားလူချင်းတက်မိမလဲအစင်းမပြေးပါမလားပူပင်ပြီးတော့နေရတာတခါတရားများဆိုရင်တိုင်းလက်ဖွားလေးဖြန့်တတ်တယ်အမေတို့ဘေတို့ဗျာသားတွေသမီးတွေအစင်ပြေးလားအစင်ပြေးဘာမှနားမလဲဟုတ်တယ်မို့လားတခါကြီးတခါတောင်းကြီးမှန်ရလားဟေးဒါမို့ကိုကလေးဘဝတုန်းကဆိုသူတို့ငယ်ကလေးဘဝတုန်းကဆိုရင်အမလေးရော့သိအောင်တစ်မျိုးမသိအောင်တစ်မျိုးပေးရတာဒါမှသိပြီးတော့ကျေးဇူးကြီးမှတယ်ဒါကြောင့်မို့မိယောဗလာယရဏရွှင်ခွေလျာမြေဝမွေခါနဲ့ဆံရည်စကားဖြစ်စဉ်ကဟုကျမ်းနာသိသိစောင့်ရှောက်တတ်သောကြောင့်ခောပယတိဟုသောခုံမနှပါရှိသွားပြီလေ7ပါးရှိသွားပြီနော်ဒါရင်လားမဟုတ်သေးဘူးတဲ့ဘုရားရှင်ကိုရောမြတ်ကြီးကခရီးဝဲကွာဆောင်ယူလာ၍သာသမီတော်ရဲ့ခရီးဝဲကွာဆောင်ယူလာ၍သာသမီတော်ရဲ့ပစ္စည်းလေးပါတို့ဖြင့်ရှ िख ောကရောခြင်းကိုခံယူတိုက်သောကြောင့်အာဟုနေရကိုဘာကုန်းတဲ့လဲသားတွေသမီးတွေနှစ်ဖူးကချွေချေမကြပင်မခံပြီးတော့ရှားပွေထားတဲ့စုဆောင်းထားတဲ့ပစ္စည်းဥစ္စာမှန်သမျှဘသူကိုပုံပေးရမလဲဆိုတော့မိဘနှစ်ပါးကိုပုံပေးရမယ်ဘာဖြစ်လို့ပုံပေးခိုင်းတယ်လဲဆိုတော့ဒီလိုအရွယ်ရလာအောင်သူတို့စောင့်ရှောက်ခဲ့ပညာရပုဂ္ဂိုလ်တွေဖြစ်အောင်ကြီးပွားလာအောင်ချမ်းသာလာအောင်အစစရရအရှင်ပြေအောင်ဒီမိဘနှစ်ပါးစောင့်ရှောက်ခဲ့တယ်ဒီမိဘနှစ်ပါးရဲ့ကျေးဇူးတရားကြောင့်ဒီအရွယ်ရောက်လာခဲ့တာဒါကြောင့်မို့ခရီးဝဲကဆောင်ယူလာရဲ့သားသမီးတို့ရဲ့ပစ္စည်းလေးပါးတို့ဖြင့်ရှ िख ောကရောကြောင့်ခံယူတိုက်သောကြောင့်အာဟုနေရကုန်ပြန်ပြီးတော့ကျေးဇူးဆက်ပါဂုဏ်မနှပါရှိသွားပြီလေအတိဇာဓမြင်ရထင်ရှားတန်ရန်တို့ဆုံးဟုဆုံးပြတို့ခံယူစမ်းတောက်တိုက်သောကြောင့်အနာမထဟုသောကိုအတိဇာဓမြင်ရထင်ရှားတန်ရန်တို့၏ဆုံးဟုဆုံးပြတို့ခံယူစမ်းတောက်တိုက်သောကြောင့်အနာမထဟုသောကိုသာယဟန်တော်ဒီတောင်မှတရားနာပရိသတ်ပေါင်းတော်ကောင်းများဆုံးခံစားဆုံးခံလို့ရလာတာနဲ့ဘသူကိုအရင်ကျွေးရမလဲဆိုတော့မိဘနှစ်ပါးကိုအရင်ကျွေးရမယ်ဘသူအရင်ကျွေးရမလဲမိဘနှစ်ပါးကိုအရင်ကျွေးကြံတဲ့ဆုံးညာဟင်းကြံကိုမှသာယဟန်ဒီစားမယ်ဒီလောက်တောင်မြင့်မြတ်တာမမြင့်မြတ်ဘူးလားအမေဖေတွေရဲ့တရားစားပြန်စားကြံကိုစားတာသိရတာရှိတာတရားနာပရိသတ်ပေါင်းတော်ကောင်းများကဲကိုရောကအမေနဲ့အတူဓမ္မစားတာကိုရောအမေနဲ့အတူဓမ္မစားတာဘာလဲဆိုကိုရောနေ့စဉ်တရားဟောနေရတာဆိုတော့အေးတွေကလည်းပြက်အစားတော့တွေကလည်းပြက်တဲ့အခါကျတော့အေးတွေကလည်းပြက်စားတော့တွေကပြက်တဲ့အခါကျစားလို့တော့သိမကောင်းစားတော့မှပြေးတယ်မှာကွယ်ငါသားအမေနေကျူးပါမယ်ဆိုပြီးတော့လောက်ရှိစလုံးကြီးနဲ့ရနာပြရလောက်ရှိစလုံးကြီးနဲ့ရှင်ပတ်တွေထက်ငပိရည်တွေထက်တိုးစရာတွေထက်ပြေးနဲ့နေတာအမေကနေပြလာစားငါသားဟဲ့ဆိုကွာကနဲ့ဆိုပါးသက်ထဲမလေးရတာရှိတာတစ်စလုံးခဏလေးမြုံစားကြည့်မေဖေရဲ့မေတ္တာတရားသိတန်ရှင်းတာမဝဘူးတရားနဲ့နောက်တစ်စုံထပ်စားနှစ်စလုံးတော့အသာကုန်တယ်အမေကနေတာလေလူကြီးဆိုနေတာတခါလေကျနေရင်တရားနာပရိသတ်လက်တော့ဘွားမရှိရင်ပြဆိုထမိန်တုတ်လိုက်သေးတယ်အဲ့လားယွန်းအမမသိဘူးစားလို့သိရတာရှိတာရတာမရှိဘူးလားအဲ့ဒါဘုရားရဲ့မေတ္တာလေမဖြူစင်ဘူးလားမတန့်ရှင်းဘူးလားအေးဒါကြောင့်တရားနာပရိသတ်ပေါင်းတော့မိဘကျေးဇူးတည်အင်မတန်များပြတဲ့အတွက်
မိဘနှစ်ပါးပြိုကွဲသွားမှပြည့်စည်သွားမှသိပြီးတော့နှမျောတယ်လို့အတိဇာတာမြင်ရတင်ရှားသာယံတို့၏ဆုံးစွန်ပြတော်ခံယူစားတောက်တတ်သောကြောင့်အနာမတ္ထဟုသောဂုံမနှစ်ပါးလဲဂုံမနှစ်ပါးလဲဘသူရှိမှရှိရတယ်အဲ့ဒီဂုံနေသိတဲ့ချင်းကစပြီးတော့မိဘနှစ်ပါးကိုပြုစုပါလှုပ်ကြွေးပါစောင့်ရှောက်ပါတော့တိုက်တွန်းခဲ့ပါတယ်နော်ဒီဂုံနေသိတဲ့ချင်းကစပြီးတော့မိဘနှစ်ပါးပြိုကွဲသွားရင်ပျက်စီးသွားရင်ဘယ်နဲ့လဲပြုစုခွင့်ရသေးရဲ့လားဆုံးရှုံးသွားပြီပေါ့နော်ဒါကြောင့်မို့ရွှေမြင့်မို့ပြိုမှဆိုရတယ်မိဘနှစ်ပါးပြိုကွဲသွားမှပျက်စီးသွားမှသိနှမျောတယ်လောကမှာအစားထိုးလို့မရဘူးစားထိုးလို့ရတယ်လားအမေစားထိုးလို့ရတယ်လားအဖေရောစားထိုးလို့မရဘူးမိမိရဲ့အမျိုးသမီးမကောင်းမှုနောက်တစ်ယောက်ပြောင်းယူစားထိုးလို့ရတယ်မိမိရဲ့အမျိုးသားမကောင်းမှုနောက်တစ်ယောက်ပြောင်းယူစားထိုးလို့ရတယ်လောကမှာစားထိုးလို့မရတာလေမိဘနှစ်ပါးအဲ့ဒီမိဘနှစ်ပါးတက်ရှိထင်ရှားရှိတဲ့ချိန်ကစပြီးတော့တရားနာပရိသတ်ပေါင်းတော်ကောင်းဖះကိုးကွယ်တဲ့နေရာမှာဂုံကြည့်ပြီးတော့ကိုးကွယ်ရတယ်တရားကိုးကွယ်တဲ့နေရာမှာလည်းဂုံကြည့်ပြီးတော့ကိုးကွယ်ရတယ်တန်ခါကိုးကွယ်တဲ့နေရာမှာလည်းဂုံကြည့်ပြီးတော့ကိုးကွယ်ရတယ်မိဘနှစ်ပါးကိုပြုစုတော့မယ်လှုပ်ကြွတော့မယ်စောင့်ရှောက်တော့မယ်ဆိုရင်ဂုံကြည့်ပြီးတော့ပြုစုရမယ်လှုပ်ကြွရမယ်စောင့်ရှောက်ရမယ်မှန်တယ်မဟုတ်လားအေးအဲ့ဒါကြောင့်မို့တရားနာပရိသတ်ပေါင်းတော်ကောင်းများအဲ့ဒီဂုံတွေကိုသိပြီးတော့ပြုစုပါလှုပ်ကြွပါစောင့်ရှောက်ပါပြုစုမဲ့လှုပ်ကြွမဲ့စောင့်ရှောက်မဲ့ဆိုရင်ပညာရှိပုဂ္ဂိုလ်တွေချီးကျူးတယ်တော်ကောင်းတွေချီးကျူးတယ်မြတ်စွာဘုရားလည်းချီးကျူးတယ်သေရခနာပြည်နာရွာလာတဲ့သေဘေးနဲ့တွေ့ကြုံတော့လဲသေဘေးကလွတ်တယ်သေဘေးနဲ့တွေ့ကြုံလို့အတုကုရေသမတော်တွေဆရာဝန်တွေဒေါက်တာတွေကုလို့မရဘူးဆိုရင်နတ်မြတ်နတ်ကောင်းတွေကနတ်စင်တဝနတ်ကုသပေးတယ်ဘေးမရအောင်ကာဝယ်စောင့်ရှောက်တယ်ပိဿုပန်လောကမှာလောကီစီစဉ်ဥစ္စာယနာပြနဲ့ပြည့်စုံတယ်မဲ့ချမ်းသာဘုရားသာနိဗ္ဗာန်ချမ်းသာရတယ်တဲ့အကျိုးမများဘူးလားအဲ့ဒါဘာအကျိုးလဲမိဘလှုပ်ကြွတဲ့အကျိုးတရားလို့အဲ့ဒီဂုဏ်တွေသိပြီးတော့ပြုစုနိုင်ကြပါစေလှုပ်ကြွနိုင်ကြပါစေစောင့်ရှောက်နိုင်ကြပါစေဆိုတဲ့ဆန္ဒဖြင့်ယောမတရမိတရဝမေသောဓမေနာပောတတိဒေဝအပိနာတိကိသံတိမာတာပိတိပရဏရံမာတာပိတိပရံမိဘလှုပ်ကြွစိတ်ကောင်းမှုတဲ့သာသမီကိုဒေဝပိနာလောကမူပိုင်ဥက္ကန္တနဲ့သမ္မာဒေဝနာမင်းတို့တိလေတိကိသံတိယောဂပြောက်ကြောင်းစေကောင်းဆောင်မှာကုသကြလေကုန်တော်တည်း